ကိုမမရီကိုလည်းကားရှင်းတာရေးကောင်းချီချပေးပါစေဒီနေ့ညနေပိုင်းစီစဉ်မှာမြန်မာစီစဉ်မှာလည်းပေါင်းတော့ညီကိုမမရစီလည်းလည်းကားရှင်းတာရေးကောင်းချီချပေးပါစေမိမိရဲ့ဘေးပင်ညာမှာရှဲလို့ကြုံကြုံလေးနဲ့ကြည့်ပြီးတော့ဒီနေ့ဖျားသခင်မိတ်ဆွေရဲ့တက်တာမှာအသက်တော်စကားပြောနေဖြစ်တယ်ကြုံကြုံလေးနဲ့မိတ်ဆွေအာမင်ဆန္ဒရှိပါလားရှိပါတယ်အချင်းချင်းမှာတော့အခြားရမနေတဲ့ရက်တစ်ထောင်နဲ့ရက်တစ်ထောင်ဆိုတော့ကြည့်မယ်ဆိုတော့3နှစ်လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီ3နှစ်လောက်ပြင်ပမှာကျမတို့ဘဝရုန်းကန်နေရတဲ့နေရာတွေပြောင်းလဲခြင်းပဲနေတဲ့နေရာတွေကဘုရားသခင်နဲ့တွေ့တဲ့အချိန်ယူတဲ့ရက်မှာဘုရားသခင်ကျမတို့အသက်တာအရာအသိမောင်းပြန်တယ်လို့ပြောရှင်ပြပါရမယ်။ဘုရားရှင်ကမှတော့တာရေးပေါ်ကြည့်ပါစေလက်ခုပ်တီးပြီးတော့ဘုရားရှင်ကိုချီးမွမ်းပါဒီမှာရှိတဲ့ညီကောင်မတွေရောက်စီတိုင်းတဲ့ဘုရားသခင်စကားပြောမယ်လို့ကျွန်မယုံကြည်ပါတယ်အာမင်ကျွန်မရှိရာထွက်လာတဲ့စကားဟုတ်ပဲနဲ့ဘုရားသခင်ရဲ့စကားဖြစ်တယ်ဘုရားသခင်နှုတ်ကပတ်တော်ကိုဒီနေ့ရောက်စီတိုင်းကျွန်မအနေနဲ့လက်ဆောင်ပေးချင်ပါတယ်ဆိုတော့ကျွန်မကတော့ကျေးဇူးတော်ရုံးတွေအတင်းတော်အချင်းချင်းပြောဆောင်တယောက်ဖြစ်ပါတယ်ကျွန်မအထူးသဖြင့်အခုချိန်မှာမျိုးသမီးနဲ့လူငယ်နဲ့ပေါ့နော်ကျွန်မWM ပါစာလေးဖြစ်တယ်ရွတ်ပါစာလေးဖြစ်တယ်ကျွန်တော်မှုဆောင်တာဖြစ်တယ်ဆိုတော့ဟိုနေ့လယ်တနားလောက်မှာဆိုမျိုးသမီးဖြစ်သွားတယ်အန်တီတွေလည်းပြောကြတယ်ညနေပိုင်းမှာတော့လူတွေချစ်ပြီးတော့ခုံပေါက်တာဖြစ်တယ်ပြင်မယ်ဘုရားရှင်ကအသက်အရွယ်တိုင်းကိုကောင်းချီးပေးခြင်းတော့ဘုရားရှင်ဖြစ်တယ်မျိုးဆက်တိုင်းကိုကောင်းချီးပေးခြင်းတော့ဘုရားသခင်ဖြစ်တယ်ဒါကလည်းလူငယ်တွေပဲနိုးထမယ်လို့ထင်တာမဟုတ်ဘူးနော်လူကြီးတွေလည်းနိုးထမယ်ခြင်းဖြစ်တယ်ပြင်မယ်နောက်တစ်ခါတော့ဘုရားကလူမျိုးတွေကတော့ပေါ်မှာသုံးလောက်ပဲဝိညာဉ်တော်ဖြစ်တယ်ချင်းလူမျိုးတွေပေါ်မှာလည်းသုံးလောက်ပဲဗမာလူမျိုးတွေပေါ်မှာလည်းသုံးလောက်ပဲရှမ်းလူမျိုးတွေပေါ်မှာလည်းသုံးလောက်ပဲလူမျိုးတကာတွေပေါ်မှာဝိညာဉ်တော်သုံးလောက်ပဲဘုရားသခင်ဖြစ်တယ်ဘယ်နာမတော်တာရဲ့ဘုန်းကြီးပါစေဆိုတော့ဒီနေ့မှာကျွန်မဆုတောင်းတဲ့အခါမှာဒီနေ့ဒီထဲမှာညီကောင်မလာတဲ့အခါမှာနော်ဒီထဲမှာဘယ်လိုမှမသူဖြစ်တာလဲတော့မသိပေမဲ့ဒီနေ့ဘုရားရှင်ကကျွန်တော်စကားပြောရတဲ့တစ်ခုရှိပါတယ်အဲ့ဒီအရာလေးနဲ့ကျွန်မအနေနဲ့အားလုံးကိုဝင်ကားခြင်းနဲ့စိတ်ခေါ်ခြင်းနဲ့ဘုရားရှင်ကဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအမှုတစ်ကိုပြုဝေဘုရားရှင်ဖြစ်တယ်ကျွန်တော်ရဲ့ဘဝတွေဘယ်ရောက်လို့ဘယ်ပေါက်မှမသိတဲ့လမ်းခီးတွေတော့ဟာငါတော့ဘာတွေလုပ်နေပြီလဲဘယ်နေရာတွေရောက်နေပြီလဲငါမဟုတ်ရဲ့လားဆိုတဲ့လူတွေနော်အသက်တာထဲမှာဘုရားခင်ကလမ်းကြောင်းနဲ့နေရာမှန်ကိုပြန်လေပေးဖို့ခြင်းတော်ဘုရားရှင်ဖြစ်တယ်အာမင်ဒီနေ့အသက်တာထဲမှာဘုရားကကောင်းမြတ်တယ်ဆိုတော့သိပါဘုရားအသက်ရှင်တယ်ဆိုတော့လည်းသိပါဘုရားကိုလည်းကျွန်တော်တို့တကယ်ကိုတွေးကြည့်ကြပါတယ်ချီးမွမ်းကြပါတယ်ဒါပေမဲ့ဒီနေ့အသက်တာထဲမှာကျွန်တော်တို့မထင်တဲ့ဘဝအသက်တာမှာမထင်တဲ့နေရာတွေမှာမထင်မှတ်တဲ့အခြေအနေတွေပေါ်မှာမထင်မှတ်တဲ့လုပ်ငန်းဆောင်တာတွေပေါ်အသက်ရှင်တဲ့အခါမှာအသက်ရှင်ပြီးတဲ့အချိန်မှာကျွန်တော်စိတ်ပြတ်အားနေပြီးတော့ရှုံးပေးခြင်းတဲ့ချိန်ရောက်များစွာရှိတယ်ဒါပေမဲ့ဒီနေ့သတင်းကောင်းရှိပါတယ်မိတ်ဆွေတက်တာကိုဘုရားသခင်ကနေရာမှာကိုပြန်လေပို့ဆောင်ပေးပါတယ်ဒီကြည့်ရှုကြလို့ဖြစ်ပါတယ်အာမင်ရှင်ရောကိုယ်ကလည်းစက်တဲ့နေ့တက်ကနေစပို့ကျွန်မတို့ဒီနေ့ဝင်ငါဖို့အတွက်ပြုဆောင်ပါပါတယ်နောက်ကဘက်တော့ကျန်းစာကမှကျန်းစာပါမယ်ဆိုတော့ကျွန်တော်တို့အတူတူဖတ်တာပို့ပြီးတော့တကိုးကြီးတယ်လို့ကျွန်မယုံကြည်ပါတယ်ယုံကြည်သူများအတူတကွတကယ်တညွတ်တဲ့ကိုးကွယ်ခြင်းကတကိုးကြီးရဲ့တညွတ်တဲ့ဆုတောင်းခြင်းကတကိုးကြီးရဲ့တညီတညွတ်တဲ့လောကဘတော်ကိုစင်ချင်းချင်းဖတ်ရခြင်းကတကိုးကြီးရဲ့တညီတညွတ်တဲ့စားတော့ခြင်းကလည်းတကိုးကြီးရဲ့အာမင်ဆိုတော့ဒီမှာရှိတဲ့ဒီကောင်မရရှိတဲ့ကျွန်မနဲ့အတူတကွရှင်ယောဟန်ခရစ်ဝင်ခန်းကြီး27ကိုအတူတကွလေ့လာဖို့ရတဲ့ကျွန်မအနေနဲ့တင်ဆက်ထားပါတယ်ကျွန်မနာမည်ကတော့ခုနကကျွန်မမမေ့ဆက်နေတယ်ကျွန်မနာမည်ကတော့ကျင်းလိုက်လို့လုံလို့ခေါ်တယ်ပေါ့နော်
ဖြစ်ပါတယ်ဆိုတော့အဲ့လောက်ပဲဖြစ်ပါလိမ့်မယ်ဆိုတော့နှုတ်ကပတ်တော်ပါရအောင်ရှင်းအောင်ခရစ်27နှစ်တက်ကနေ19ထိဒီနေ့ကျွန်တော်အနေနဲ့ဖော်ပြချင်ပါတယ်ဟုတ်ပြီတွေ့ရဆိုကျွန်တော်တို့တက်ကနေပြီးတော့ဒီဖတ်မလဲဆိုရင်4ထိကျွန်တော်တို့3ထိကျွန်တော်တို့ဒီကဖတ်ပါမယ်အားလုံးတွေ့ရဆိုဒီကတန်ကြိုင်နဲ့တညီတက်ဖို့ဖိတ်ခေါ်ကြပါတယ်တဖန်ယေရှုတိပေရီအိုင်နာမှာတပည့်တော်တို့အားကိုပြတော်မူပြတော်မူသည့်အကြောင်းတော်မူကားရှိမောပီလူနဲ့ဒီတူမှုအမည်ရှိတော်တော်မှာဂါလိလဲပြည်ကာနာမြို့ကနသနေကဇေဗဒဲ၏သားမယားအခြားသောတပည့်တော်များတို့အတူရှိကြ၏ရှိမောပီလူကကျွန်ုပ်ဒီငါဖတ်သွားပြီဟုဆိုရင်ထိုသူတို့ကကျွန်ုပ်တို့လည်းလိုက်ပြီဟုပြောဆိုပြီးနဲ့ထွက်သွားကြ၏ချက်ချင်းနေတဲ့တို့ဝင်၍ထုံညနေတကောင်များမရကြအာမင်တော့ဘာတော်အပြရှိကောင်းချီးလေးပါစီကျန်တဲ့ပိုင်းတွေကိုကျွန်တော်ဆက်ပြီးတော့ဖတ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်အနေနဲ့ဘလို့ကျွန်တော်ဒီတရားဟောချက်သင်ဆေးရတဲ့ရည်ရွယ်ချက်ကပါလဲဆိုတော့အသက်တာထဲမှာဒီနေ့ဖခင်သခင်ကကျွန်တော်တို့ကိုနေရာမှာပြန်ပို့ပေးခြင်းလို့များရှိဖြစ်တယ်အာမင်ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုလှုပ်စီခြင်းတဲ့အရာတွေရှိတယ်ကျွန်တော်တို့အားဖြင့်ဘုရားခင်ဘုန်းတော်ထင်ရှားစေခြင်းတဲ့အရာတွေရှိတယ်မိတ်ဆွေရဲ့အသက်တာဖြစ်တယ်အာမင်ဒါကကျွန်တော်တို့ထင်တာကိုဘေးနာလူတရားအားဖြင့်လို့ထင်နေတာဘုရားသခင်အချိန်မှလည်းနမိတ်လက္ခဏာတွေပြုဖို့ဘုရားသခင်ကအသုံးပြုဖို့အတွက်ကိုဘေးနာတရားလို့ထင်နေတာမဟုတ်ဘူးဒီနေ့သတင်းတော့မိတ်ဆွေဖြစ်တယ်မိတ်ဆွေဒီအချိန်မှာအလုပ်လုပ်နေတဲ့အချိန်တိုင်းဆောင်းမတစ်ခုခုကြားတဲ့လူလည်းဖြစ်နိုင်တယ်ရီးစားနဲ့ကိုယ်ရဲ့အသေးကိုယ်ရဲ့လူလည်းဖြစ်နိုင်တယ်အာမင်ကျမ်းမာရေးမကောင်းတဲ့လူတွေကလည်းဖြစ်နိုင်တယ်ကျွန်တော်အမြဲတမ်းဖိတ်ပြောတယ်ဘာလို့အဲ့ဒီအချိန်မှာအာမင်ထူတာလည်းများလို့ဆိုတော့ဘလို့အချိန်မျိုးမှာပဲရှိရှိဘုရားခင်ကကျွန်တော်တို့ရဲ့အသက်တာအဖြစ်သူ့ရဲ့ဘုန်းတော်ကိုရှားစေခြင်းနဲ့ရှိတယ်အာမင်ဒီတော့ဒီကမှာရှိပုံပြီးဒီအသက်တာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတော့ပေတရုနဲ့ဖွဲ့ရပါလို့လဲဆိုယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အခါယေရှုခရစ်တော်တပည့်တော်ကိုထင်ရှားတယ်တပည့်တော်ရှိတော်သွားပြီးတော့သူတို့ကကြောက်ရွံ့ပြီးတော့မျောလင့်ခြင်းမဲ့နေတဲ့အချိန်မှာတပည့်တော်ရှိတဲ့အထက်ခံမှာယေရှုကတာထင်ရှားတယ်နော်ကြောက်ပြီးပုံနေတာယေရှုထင်ရှားတယ်မျိုးသမီးတွေရှိမှယေရှုခရစ်တော်ထင်ရှားတယ်သင်တိုင်းမှာဆိုတော့ခရစ်တော်ကအသက်ရှင်နေဆိုတော့သိတယ်ဖြစ်ဆိုတော့ရှင်းဖို့ပေတရုရဲ့အသက်တာကိုကျွန်တော်တို့ကြည့်ရတော့ဘာလို့လဲဆိုတော့သူကဒီအချိန်မှာခရစ်တော်သူ့ကိုထင်ရှားတဲ့အချိန်မှာသူ့ရဲ့အသက်တာဘုရားကရှင်ပြန်ထမြောက်လို့ဆိုတော့သိပြီးသားဖြစ်တယ်သူ့ရဲ့အသက်တာမှာသိပြီးသားဖြစ်တယ်ပြီးတော့ယေရှုခရစ်တော်ကသူ့ကိုခေါ်တဲ့အချိန်မှာငါနောက်ကိုလိုက်တော့တဲ့မင်းကိုတဲ့လူကိုများတဲ့ကံငါဖြစ်စေတယ်လို့ပြောတယ်သူ့ရဲ့နော်ငကိုအသက်မွေးကြောင်းလောက်ကတော့ငါးများတဲ့ကံနာဖြစ်တယ်ဒါပေမဲ့ဘုရားရှင်ကသူ့ရဲ့အသက်တာကိုလူကိုများတဲ့ကံနာဖြစ်စေတယ်လို့ခေါ်ပြီးတယ်ဘုရားသခင်ပြီးတော့အချိန်ကရှိမပေတရုပဲနော်ပေတရုကတော့ခေါင်းဆောင်ပြီးတော့အများတိုင်းနော်တချို့နေရာတွေမှာလည်းလို့ရှိတယ်နော်သူများတွေထပ်ပို့ပြီးတော့နှုတ်သွက်ရှာသွက်ထင်ပေါ်ရှိရလူတွေရှိတယ်ဆိုတော့ပေတရုရဲ့တက်တာမှာချက်မှာယေရှုကမေးတယ်တခြားသောသူတွေကယေရှုနဲ့တွေ့တဲ့၃နှစ်တာအတွင်းမှာယေရှုကမေးတယ်တခြားသောသူတွေကငါ့ကိုဘယ်လိုထင်ကြလဲဘယ်လိုပြောကြလဲလို့မေးတယ်ကလူတွေကတချို့ပြောကြတယ်ဟာကိုရောဗတ္တိဇံဆရာယောဟန်အေလိယဆိုပြောတယ်လို့ရှိတယ်ချိမောပေတရုကကိုရောအားတဲ့ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ပြောတယ်အဲ့နဲ့ယေရှုကပြောတယ်မင်းကဒီအကြောင်းကိုလေမင်းရဲ့အသွေးသားနဲ့ပြည်တာမဟုတ်ဘူးလေဖယားသခင်ကိုပေါ်ပြတယ်ပေတရုရဲ့အသက်တာမှာကြည့်ရတော့ဖယားသခင်နဲ့အတူတကွသွားလာတယ်ယေရှုနဲ့အတူတကွသွားလာတယ်ယေရှုခရစ်တော်ဖွင့်ပြတဲ့ခေါ်ခြင်းတရားကိုလည်းရတယ်ခရစ်တော်ပြောတဲ့တမန်တရားအလင်းဖွင့်ပြခြင်းကိုလည်းရတယ်ခရစ်တော်ဘယ်သူလဲဆိုတာကိုလည်းသိရပြီဖြစ်တယ်ခရစ်တော်ကသူ့ရဲ့တရားကိုဘယ်လိုအသုံးပြုမယ်ဆိုတာကိုလည်းသိရပြီဖြစ်တယ်ဒါပေမဲ့ခရစ်တော်အတွက်စိတ်အားကြီးတဲ့လူတွေဖြစ်တယ်အာမင်ကျမ်းစာမှာကြည့်တဲ့အခါမှာဘာလို့တွေ့ရလဲဆိုတော့ယေရှုကငါတော့ကောင်းတဲ့တော့တက်မယ်အသေးခံတဲ့ချိန်ရောက်တယ်လို့ပြောတဲ့အခါမှာပေတရုကပြောကိုတော့အသေးမခံရဘူးတဲ့လူတွေကကိုတော့ကိုညင်းနေတာမှာတဲ့အဲ့ဒါနဲ့ယေရှုကနော်အရင်စိတ်လှုပ်ရှားလွယ်တယ်စိတ်တက်ကြွတဲ့သူကိုနော်ဘာပြောလိုက်လဲဆိုတော့မင်းငါ့ကိုတဲ့ကြက်သုံးမတူခင်ပါတဲ့မင်းငါ့ကိုညင်းတယ်သုံးချိန်ညင်းတယ်သူကစိတ်လှုပ်ရှားစွာနဲ့စိတ်ပြင်းပြစွာနဲ့ဖယားသခင်အတွက်ကိုရစ်ပြီးကိုလည်းစိတ်အားကြီးတဲ့လူပြောင်းဖြစ်တယ်ခါကျကျွန်တော်တို့လည်းဖယားကိုချစ်တယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့စိတ်လှုပ်ရှားခြင်း emotional ပုံမှာအရင်မူတည်တာဖြစ်နိုးထားမှုဆိုတာတခါတလေကျွန်တော်တို့တက်ကြွမှုပုံမှာမူတည်တာဖြစ်တယ်ဒါပေမဲ့ဒီနေ့ဖယားသခင်ကကျွန်တော်တို့ကိုအဲ့ဒီတက်ကြွခြင်းတွေပုံသွားတဲ့အခါမှာအဲ့ဒီနိုးထားခြင်းဆိုတဲ့အရာတွေကကျွန်တော်တို့အထဲမှာဖယားကိုချစ်တဲ့အတွင်းထဲကနေလာတဲ့ချစ်ခြင်းမြတ်တာဟုတ်သလားမဟုတ်သလားဆိုတာစမ်းစစ်တဲ့ဘုရားသခင်ဖြစ်ပါတယ်အာမင်ခါကျကျွန်တော်တက်ကြွပြီးဘုရားတော်အသေးခံမယ်ဘုရားတော်အသက်ရှင်မယ်
ဘဝတက်တာခဏခဏရှုံးနေတဲ့သူတွေဖြစ်ပါတယ်မှန်ပါလားသိမှန်ပါတယ်ကိုရိုနဲ့ဆုံးနိုင်ရှောက်တယ်လို့ပြောပေမဲ့လမ်းကူးလေးရောက်တဲ့အခါမှာတနေရာရောက်သွားတဲ့လူတွေချစ်ကောင်းချစ်နိုင်ပါတယ်ဒါကလူချစ်တဲ့ကြောင့်ဆိုတော့ရှင်းဖို့ပြီးရတဲ့တာမှာသူ့ရဲ့ဘဝမှာခဏတော့ကိုရိုအတွက်စိတ်အားကြီးတဲ့သူဖြစ်ပေမဲ့နောက်ဆုံးမှာမထင်မှတ်ပဲနဲ့ကိုရိုကိုသုံးချင်နေတဲ့သူဖြစ်သွားတယ်ဒီနေ့ကျွန်တော်ယုံကြည်သူတွေနေဒီနေ့ဖယားကိုကျွန်တော်တို့သိဖယားအသက်ရှင်နေဆိုတဲ့သိဖယားရဲ့ကောင်းမြတ်ခြင်းကိုလည်းသိဖယားခင်ရဲ့နမိတ်လက္ခဏာတွေလည်းကျွန်တော်တို့မြင်ရတယ်ကျွန်တော်တို့အသက်တာထဲမှာဖယားခင်ကျွန်တော်တို့လှုပ်ဆောင်တဲ့အကြံစီတွေကိုလည်းကျွန်တော်တို့သိရတယ်ဒါပေမဲ့တစ်ခါတည်းရမှာကျွန်တော်တို့ဘဝမှာလည်းမထင်မှတ်တဲ့နော်ဘဝတစ်ခုမှာမထင်မှတ်ပဲရွာနေနေတဲ့နော်တိုင်ပတ်နေတဲ့ခရိယန်တွေရွာနေနေတဲ့ခရိယန်တွေရှိတယ်ဆိုဒီနေ့တတိကောင်းရှိတယ်ဖယားခင်ကတင့်ကိုသိနေရမှာပြန်ပို့ချင်တယ်အားရှိဖြစ်တယ်အဲ့ဒီတော့ဒီနေ့ဘုရားရှင်ကိုစကားပြောမှဖြစ်တယ်သင်ကိုတို့ထိမှဖြစ်တယ်အာမင်နေရာမှာမရှိသေးခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာနေရာမှာမရှိသေးကျွန်တော်တို့အတွက်ဘုရားခင်နေရာပြင်ဆင်နေတာဖြစ်တယ်အဲ့ဒီနေရာကိုသင်ကိုရှာဖွေတွေ့ရှိစေခြင်းဘုရားရှင်ဖြစ်တယ်အာမင်ဆိုဒီမှာကြည့်တဲ့အခါမှာယေရှုကတိဘေရိအိုင်နာမှာကိုယ်ထင်ရှားတယ်တိဘေရိအိုင်တနည်းအားဖြင့်ပြောဂါလိလဲအိုင်ပေါ့ဆိုတော့ဂါလိလဲအိုင်နာမှာနော်တိဘေရိဆိုတော့ဒီရောမဘုရင်နော်အေဂရစ်ဖြစ်တဲ့ Tiberius ကိုအမိပြုပြီးတော့သမုတ်ပြီးတော့ဂုဏ်ပြုတဲ့အနေနဲ့တိဘေရိအိုင်လို့နာမည်ပြောင်းလာတယ်ဒါပေမဲ့ဂါလိလဲအိုင်ပဲနော်ပေရီယူဝါရီအိုင်တော်မှာအရင်ကျွမ်းကျင်တဲ့နော်တနာတယ်ဖြစ်တယ်ဆိုတော့ခရစ်တော်ကရှင်ပြန်ထောင်းထောင်းခင်တော့ခရစ်တော်ကသေခံတဲ့အချိန်မှာစိတ်သက်သာပြီးမျိုးငယ်ဖြစ်ပေမဲ့ယေရှုကနော်ဘာလို့လဲဆိုတော့ငါရှင်ပြန်ထောင်းထောင်းတဲ့အခါမှာသင်တို့ရှိကဂါလိလဲပြည်ကိုကြွမယ်လို့ယေရှုခရစ်တော်ကကြိုတင်မိန့်မှာထားတာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ကကြိုတင်ပြောထားပြီးသားဖြစ်တယ်ဒါပေမဲ့ဒီမှာကြည့်တဲ့အခါမှာတော့တပည့်တော်တွေကယေရှုကိုစောင့်တာပဲလားသူတို့ကလည်းသူတို့နေရင်ရက်ကိုပြန်သွားတာပဲလားကျမ်းစာမှာအတိအကျပေါ်ပြထားခြင်းမရှိဘဲနဲ့သူတို့ကတော့ဂါလိလဲအိုင်နာမှာပြန်ရောက်နေဆိုတွေ့ရတယ်။ဘာကြောင့်လဲရှီမုန်ဗီဒီယိုကခုနဖတ်တဲ့ထဲမှာရှီမုန်ဗီဒီယိုကဘာလို့လဲကျွန်တော်ငါတော့ဖမ်းတယ်လို့ပြောတယ်။အဲ့လိုပြောနေတဲ့အချိန်ကဘာရဲ့အချိန်လဲဆိုခရစ်တော်ကိုရှင်ပြန်ထားတော့ပြီးတော့ခရစ်တော်ရှင်ပြန်ထားတော့ကိုလည်းကိုယ်တိုင်မျက်စိနဲ့မြင်ပြီးသွားတယ်။တွေ့ကြုံခံစားပြီးတော့နှစ်ချိန်ကိုယ်တော်ရဲ့ကိုတင်ပြခြင်းပြီးတဲ့နောက်မှာချစ်ချက်ဖြစ်ပါတယ်။ဆိုတော့ငါတော့ဖမ်းတယ်လို့ပြောတာသူတို့ဘတ်စလိုက်ဖြစ်ပြီးတော့နော်စိတ်နဲ့ကြပြီးတော့ပြန်သွားတာတော့မဟုတ်။ဒါပေမဲ့သူတို့ကခရစ်တော်ရှင်ပြန်ထားတော့တယ်သူတို့သခင်ကိုညှော်လင့်ခြင်းနဲ့နေတဲ့အချိန်မှာအားနဲ့ကြောက်နေတဲ့အချိန်မှာကိုရောကထားရောက်လာပြီးသူတို့ကိုထင်ရှားတယ်ဒါပေမဲ့ကိုရောကလည်းသူတို့ကိုဘာလို့ရမလဲလို့ဆက်ပြီးတော့ညွှန်ကြားချက်မပေးဘူးသူတို့ကရှိတူရမလို့ခုပဲတသိသွားခံရမလို့နော်ခုပဲဘယ်နေရာသွားရမလို့ဖြစ်နေတဲ့အချိန်မှာသူတို့ဘဝမှာဘယ်ရာကိုလုပ်ရမှမသိတဲ့အချိန်မှာသူတို့စိတ်ထဲမှာရင်းနှီးပြီးသားတိကျပြီးသားကျယ်လည်ပြီးသားဘာလို့လဲဆိုတော့ငါတော့ဖမ်းတယ်ဆိုလို့ရတယ်ဆိုတော့အသက်တာထဲမှာတခါနဲ့ကျွန်တော်တို့ဘဝအသက်တာထဲမှာဖခင်သခင်နဲ့ကျွန်တော်တို့သွားနေတယ်တခါကလေးမှာကျွန်တော်တို့ဘာဆက်လုပ်ရမှမသိသေးနဲ့လေယုံကြည်သူတွေလေလုပ်ပြီးလုပ်ရလုပ်တဲ့ယုံကြည်သူတချို့ရှိတယ်နော်လုပ်ချင်လို့တော့မဟုတ်ဘူးဒါပေမဲ့လုပ်စရာမရှိတဲ့အခါကျအဲ့ဒါကိုပြန်လုပ်တဲ့သူတွေရှိတယ်ဒီနေ့လေဖခင်ကြောင့်လာပြီလေတချို့လုပ်စရာမရှိလို့ဖခင်ကြောင့်လာတဲ့လူတွေရှိနေတယ်တချို့ကသွားစရာမရှိလို့တကယ်ချင်းနဲ့ချိန်ထားပြီးတော့လေသွားစရာမရှိလို့ဖျားเจ้าမှာကြောင်းနေရောက်နေတဲ့ကြောင်းလာတဲ့လူတွေဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်မအားပေးခြင်းတယ်သင်ပြန်လာပဲရောက်နေပါစေနော်ဘလို့အခြေအနေမျိုးနဲ့ပဲအသက်ရှင်နေပါစေဖျားခင်ကသင်ကိုအဲ့ဒီသင်ရှိနေတဲ့နေရာကနေပြန်ခေါ်ပြီးတော့နေရာမှန်မှာသူလှုပ်စီခြင်းတဲ့အရာကိုလုံးဖွဲ့တဲ့ဖျားခင်အလိုတော်ရှိတဲ့ဖျားခင်ဖြစ်ပါတယ်ခင်ဗျားရှင်ကလည်းဟုတ်တီဗီချီးမွမ်းရအောင်ဒီနေ့ဒီနေရာမှာသင်ရောက်လာတဲ့အခါမှာလည်းနော်ခုနပြောသလိုပေါ့တချို့ယုံကြည်သူတွေကတော့ဒီနေ့ကတော့ Sunday နေ့ဆိုသွားစရာလည်းမရှိဘူးဒီနေ့တော့တကယ်ချင်းနဲ့ချိန်ထားတာမရှိဘူးဆိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်မအားပေးခြင်းဘယ်လိုရည်ရွယ်ချက်နဲ့ပဲရှိနေပါစေဖခင်သခင်ကတင့်ကိုသူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့လမ်းနဲ့အစဉ်လမ်းကြဖို့အစဉ်သက်ရှိတော်ဖခင်ဖြစ်ပါတယ်အာမင်ဆိုတော့ဒီနေ့ကိုယ့်ရဲ့သက်တာမှာလေလုံးပြီးလုံးရမှာလုံးစရာမရှိလို့နော်တချို့တွေရှိတယ်လုံးပြီးလုံးရနဲ့နော်ဘာလို့မှမသိဖခင်เจ้าကလာရင်လေဖခင်ရှိခိုးရမလို့ဝင်ရမလို့ထွက်ရမလို့နော်ပြီးတော့ကိုယ့်အိမ်မှာပြန်သွားတာပဲဘာလို့လုံးဝမသိဒီနေ့ဘုရားသခင်ကကျွန်တော်တို့အရောက်စီတိုင်းနဲ့သူ့ရဲ့ခေါ်ခြင်းတရားရှိတော်ဘုရားခင်ဖြစ်တယ်။ဒါနဲ့ကျွန်တော်တို့အဲ့ဒီအရာကိုမသိတဲ့အခါမှာကိုရောရှိကနေတော့ဘာမှညွှန်ပြချက်ပေါ်ပြခြင်းမရတဲ့အခါမှာဒီခါကျကျွန်တော်တို့အရင်တော့လုပ်နေကြရတယ်ပြန်လုပ်ပြီးတဲ့အချိန်လည်းရှိကောင်းရှိနေပါတယ်။ဒါပေမဲ့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ရဲ့အနီးနားမှာကျွန်တော်တို့ဘာကိုပဲလှုပ်ဆောင်နေပါစေကျွန်တော်တို့အနီးနားမှာတိုးထိပ်ပြီးတော့စကားပြောခြင်းတော်ဘုရားရှိဖြစ်တယ်။အာမင်။ပေတရုက
ငါပြန်တယ်အော်ဗီဒီယိုကလေ motivate တကယ် motivation ကမှငါတော့ဖတ်မယ်လို့ပြောတာပဲရှင်သူ့နောက်ကတိုင်းတဲ့လူက6ယောက်လောက်ရှိတယ်ဒီနေ့ကျွန်တော်ပြောပြမယ်တခါကတင်ရတယ်တင်လုံးပြီးလုံးရနော်ဘာမှဖယားတကယ်အသိကိုဘာမှမပြောဘူးတင်ရတဲ့တာမှာဘာလို့ဘာကြရမှမသိပဲနဲ့တင်လှုပ်ရှင်တာရှောက်လို့နေတဲ့အချိန်မှာလေတင်တဲ့လူတချို့သောလူတွေလည်းရှိကောင်းရှိတယ်နော်အဲ့ဒီကြောင့်ဒီနေ့တင်ကိုဖယားတခင်ကသူ့ရဲ့နေရာမှာပြန်ပို့ပေးခြင်းတော်ဖယားရှိတယ်အာမင်ဗီဒီယိုကလေတကယ်ငါဖတ်တယ်လို့ပြောရမှာအနောက်မှာ6ယောက်လောက်ကတော့အစင်းစစ်ပဲလိုက်မယ်ဆိုတော့ဒီပဲနော်ဒီနေ့လူငယ်တွေကျွန်မအားပေးခြင်းတယ်ဒီနေ့ဘုရားသခင်ကတင့်အတွက်ခေါ်ခြင်းတရားရှိတဲ့အခါမှာအဲ့ဒီအရာကိုသင်လုပ်တဲ့အခါမှာသင်ရဲ့နောက်မှာသင်ရဲ့အသက်တာအပြင်ကောင်းချီးခံစားရတဲ့လူတွေရှိပါစေ။သင်ဘာလို့ရလဲမသိတဲ့အချိန်မှာလေသင်နဲ့သူရောင်းနေနဲ့လိုက်တဲ့လူတွေရှိနိုင်တယ်။ဒါပေမဲ့အားပေးခြင်းနဲ့ဘုရားသခင်ကဒီနေ့ကျမတို့ကိုသူ့ရဲ့အလိုတော်အကြံစီတော်ထဲမှာမှန်ကန်စွာနဲ့ပို့ဆောင်ပြီးလမ်းပြခြင်းတော်များရှိတယ်။ဒီနေ့ငါလုပ်နေတဲ့လုပ်ကဘုရားအလိုတော်ရှိတဲ့လုပ်လားငါတောင်းလို့လုပ်နေတယ်နော်ငါတခြားလုပ်စရာမရှိလို့လုပ်နေရတာပါနော်ငါဘဝကတော့ဒီလိုပဲဖြစ်သွားမှာပါလို့ခံစားနေတဲ့လူများရှိတယ်ဆိုဒီနေ့ဖယားခင်ကတဲ့အတွက်သူ့ရဲ့ကြီးမားသောရည်ရွယ်ချက်ကိုဖော်ပြခြင်းတရားရှိဖြစ်ပါတယ်အာမင်ကျမ်းစာနဲ့ကြည့်တဲ့အခါမှာရှိပုံတွေကငါးဖမ်းသွားတယ်လို့ပြောတဲ့အခါမှာအနောက်မှာတစ်ခွေးလိုက်ပြန်လိုက်တော့သူတို့ငါးသွားဖမ်းကြတယ်ခုနကကျွန်တော်ပြောခဲ့ပါတယ်ယေရှုတပည့်တော်တွေငါးဖမ်းဖို့ကြံစီနေတဲ့အရာကတော့ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူတို့ရဲ့အသက်တာမှာဘာဆက်လုပ်ရမလဲဆိုတော့မသိတဲ့လူတို့ရှိတယ်လမ်းတစ်ဝက်မှာတို့ရှိနေတယ်ခရစ်တော်ရှင်နဲ့ထားတော့ဆိုသိတယ်အသက်ရှင်နေဆိုလည်းသိတယ်ဒါပေမဲ့ယုံကြည်သူတွေခါကျကိုယ့်ဘဝမှာဘယ်လမ်းကိုဆက်လိုက်ရမှာမသိတဲ့လူရှိတယ်ဘယ်လမ်းကိုဆက်လိုက်ရမှာမသိတော့လှုပ်ချင်တာတွေမျက်စိထဲမှာပေါ်လာတယ်စိတ်ထဲမှာပေါ်လာတယ်နော်ကိုကောက်တာမြင်တာနဲ့လှုပ်တဲ့လူရှိတယ်ဒါပေမဲ့ကျမ်းစာထဲမှာပြောတယ်ရှီမုန်ပေတရုကငါးဖမ်းပေမဲ့လှေထဲကိုဝင်ပြီးတော့ချက်ချင်းနဲ့စီယုံရဲ့ရန်ကောင်းတဲ့ကောင်ချက်ချင်းနဲ့သဘောတည်တည်ထွန်းနေတဲ့လှေထဲမှာတက်သွားပေမဲ့အဲ့ဒီညမှာ900လားမရဘူးဒီနေ့ဖယားကြီးကကျွန်တော်တို့ဘာလို့စီစဉ်တယ်လဲဆိုတော့မသိဘဲနဲ့ဖယားကြီးကျွန်တော်တို့ကဘာဆက်လုပ်ရမှမသိဘဲနဲ့ကျွန်တော်တို့လုံးပြီးလုံးရလုံးနေပြီပဲကျွန်တော်တို့တက်တာမှာဘဝမှာအောင်မြင်တဲ့ဟာတွေထိုးဖောက်မှုတွေဘဝမှာနမိတ်လက္ခဏာတွေမခံစားရတဲ့များစွာရှိတယ်အလုံးပေါ်လုံးနေတာပဲစူးစမ်းနေတာပဲချွေးထွက်နေတာပဲအပင်ပန်းကပြီးဖုံးကပေးနေတာပဲဒါပေမဲ့ဘဝတက်တာမှာလုံးတလောက်နော်စူးစမ်းတလောက်မဖြစ်ထွန်းတဲ့အရာတွေများစွာရှိတယ်ဒီနေ့ဖခင်သခင်ကတင့်အတွက်ကြီးမားသောအကြံစီရှိတော်ဘုရားရှိစေတယ်အာမင်ကြီးမားသောအကြံစီရှိတော်ဘုရားဖြစ်တယ်ယုံကြည်သူများယေရှုခရစ်တော်အသက်ရှင်နေဆိုတာလည်းသိပါတယ်ယေရှုခရစ်တော်သေခြင်းကနေထမြောက်တယ်ဆိုတာလည်းသိပါတယ်ယေရှုခရစ်တော်တက်နိုင်တယ်ဆိုတာလည်းသိပါတယ်ဒါပေမဲ့ကိုယ့်ဘဝမှာဘာဆက်လုပ်ရမှမသိဘဲနဲ့စိတ်ထဲမှာမြင်နေတာထားလို့တယ်နော်စိတ်ထဲမှာပေါ်လာတယ်ထားလို့လိုက်တယ်စိတ်ထဲမှာထင်တဲ့နေရာကိုသွားလိုက်တယ်စိတ်ထဲမှာဖြစ်ချင်တဲ့အလုပ်တွေကိုကောက်တာနေတာလုပ်လိုက်တယ်ဒါပေမဲ့ဘဝမှာခန်းချောက်နေနမိတ်လက္ခဏာမရှိဘူးဆိုဒီနေ့ဘုရားခင်ကတင့်ကိုပုံကြီးဖို့ရတဲ့တင့်နာကိုကြွလာဖို့ဘုရားရှိစေတယ်အာမင်တညတော့ငါဖတ်တယ်တကောင်များရေးရေးပြောလိုက်ပါတကောင်များတညတော့ဖတ်တယ်တကောင်များမရဘူးခုနကကျွန်တော်တခြင်းဆိုပါတယ်ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာဘုရားရဲ့မျက်မှောက်တော်ဆိုဘုရားရှိတဲ့နေရာပေါ့ဘုရားရဲ့သူရှိနေတဲ့တရက်တာတဲ့အပြင်ဘက်မှာနေတဲ့အရက်တစ်ထောင်ပဲပို၍ကောင်းတယ်အပြင်ဘက်မှာရက်တစ်ထောင်ရုံးကန်နေရတဲ့အချိန်တွေနော်ပေါ်လာတဲ့အရာတွေပေါ်မှာဖြစ်တယ်လို့ဘဝကိုဖျက်ချော်နေတဲ့အချိန်တွေမှာဘာမှဘဝမှာဘာဆက်လို့လို့မှမသိဘဲနဲ့နော်မြင်တဲ့ကြောင့်လှုပ်ဆောင်ပြီးအသက်ရှင်နေပြီးတော့ဖြစ်တဲ့အတိုင်းဘဝမှာနော်တရက်တရက်မနဲ့ထားလိုက်အဆင်ပြေသလိုနော်ဘာမှယူပိုင်လည်းမရှိဘူးဘာမှလည်းယူချက်လည်းမရှိဘဲမနဲ့တိုင်းထားတဲ့အခါတိုင်းမှာအဆင်ပြေသလိုနဲ့အသက်ရှင်နေဘာမှလည်းဝမ်းမြောက်ခြင်းလည်းမခံစားဘူးဘာနမိတ်လက္ခဏာမှလည်းမရှိတော့ယုံကြည်သူများဒီနေ့ဘုရားသခင်ညီကိုမောင်နှမများဒီနေ့ကျမတို့ရဲ့အသက်တာမှာဘုရားသခင်ကကျမတို့ရဲ့စူးစမ်းခြင်းတွေခက်ခဲခြင်းတွေရုန်းကန်ခြင်းတွေကနေပြီးတော့ကျမတို့ကိုလွတ်မြောက်ပြီးတော့ကူညီဖို့ရအတွက်အကြည့်ရှုသွားတော်ဘုရားခင်ဖြစ်တယ်အာမင်ဘုရားကလုံကောင်းတဲ့တော်ဘုရားရှိဖြစ်တယ်တညလုံးငါမရဘူးဆိုတော့သိတဲ့အခါမှာဂါလိလဲအိုင်နာကိုမနှက်စောစောမှာယေရှုရောက်လာတယ်အာမင်ဒီနေ့သင်ဘဝကြီးကတညလုံးရုန်းကန်နေရတယ်ဆိုရင်သင်ဘဝတစ်လျှောက်လုံးတညလုံးနော်အစင်ပြေတယ်လို့ဖြတ်သန်းနေပြီးတော့အစင်ပြေတယ်လို့လည်းဘဝကိုဆက်သွားနေရဆိုရင်ဒီနေ့ဘုရားသခင်ကတင့်ကိုမိုးတောက်ရင်းဆောင်ကိုညီခြင်းတော်ဘုရားသခင်ဖြစ်ပါတယ်။ဘုရားရှင်တော်လည်းကိုဒီချီးမွမ်းရအောင်။တင်းရဲ့ပိုက်ကိုနဲ့နော်ကျွန်မစဉ်းစားတယ်ပေတရုကတော့ယေရှုရောက်လာတာကမမတ်မ
မိတော့ယေရှုထားတော့သူမြင်နေတော့ယေရှုသူ့တခင်နဲ့3နှစ်တောင်လောက်သွားတယ်နော်ဒါပေမဲ့ယေရှုသူ့ရဲ့နားဂါလိလဲအိုင်နားမှာသူ့ကိုကူညီဖို့နဲ့ရောက်ဖို့တော့သူမမျှော်ဘူးပါလေမမတ်မိတော့ယေရှုကိုကျမ်းစာထဲမှာကြည့်တဲ့အခါဘာလို့လဲဆိုတော့သူကျမမြင်တယ်ကျမမျက်စိထဲမှာဒီကျမ်းစာဖတ်ရတာကျမမြင်တယ်ပေတရုရဲ့ပုံလေးတော်တော်လောက်ရှုပ်နေမှာပိုက်ကုန်နဲ့ငါအဲ့တော့သူစူးစမ်းပြီးဘလောက်တော့ဟိုဒီဟိုဘက်ရှိလိုက်ဒီဘက်ရှိလိုက်ဘလောက်တော့လောက်ရှုပ်နေဂျုံကန်လုံးအလုံးရှုပ်လို့တခင်သူ့နားမှာရှိတာတခင်ရက်နေတာမှမသိတဲ့အချိန်ဖြစ်တယ်ကျမတို့ကလေဘောကတခါနာကျင်လို့စိတ်ထဲကြလို့ဘယ်နဲ့ရှောက်အောင်လဲဆိုမသိလို့နေ့တိုင်းမှာလေကိုယ်ကလည်းကိုယ်အစင်းတယ်လို့နေလို့တခင်တော်ကကိုယ်နားမှာရှိနေတယ်ဆိုတော့ဘောကမသိတဲ့အချိန်ကရောက်များစွာရှိတယ်ဒါပေမဲ့အဲ့ဒီတခင်ကကောင်းမြတ်ဖို့တခင်ဖြစ်တယ်တင်းဘဝမှာတညအောင်ရုံးကန်နေတဲ့အချိန်တွေကနေလွတ်မြောက်ဖို့နဲ့ကူညီဖို့နဲ့အစင်တမတ်တဲ့ဘုရားရှိဖြစ်တယ်အဲ့ဒီဘုရားခင်ကကျွန်တော်တို့ကိုယ်ကိုယ်ဘုရားရှိဖြစ်တယ်ကျွန်တော်တို့ကိုယ်ကိုယ်ဘုရားခင်ဖြစ်တယ်တင်းမခေါ်ပေမဲ့တင်းတယောက်ရဲ့အလုံးရှုံးနေပေမဲ့တင်းတယောက်ရဲ့ရုံးကန်နေပေမဲ့ကြိုးစားပြီးတော့သွားနေပေမဲ့တင်းနဲ့အတူတင်းရဲ့ပြဿနာကိုဖြေရှင်းပေးဖို့အစင်သက်ရှိတော့ဘုရားခင်ဖြစ်ပါတယ်ရှိဖို့ဗီဒီယိုကညမှာတကောင်တော့ငါမရဘူးဒါပေမဲ့အငယ်လေးပါချက်ကနည်းနည်းရောက်တော့ကယေရှုဒီကမ်းနားမှာဘာလို့လဲရက်တော်မူ၏တို့ရတွင်ယေရှုဖြစ်တော်မူသည်ကိုတပည့်တော်တို့မသိကြကျွန်မပြောကြမယ်ဒီနေ့ဒီထဲမှာအစင်ပြေလို့ဘဝကိုအသက်ရှင်နေတယ်ဘာဖြစ်မလဲဆိုတာကိုမသိဘဲနဲ့ကိုဘဝမှာဘယ်ကိုဘာကိုဆက်လုပ်ရမလဲဆိုတာမသိတဲ့သူများဒီနေ့ကျွန်မပြောချင်တယ်ယခုပဲလေသင်အနာမှာယေရှုခရစ်တော်ရက်နေတယ်တင်သခင်ကိုသိချင်မှသိမယ်ခံစားမိချင်မှခံစားမယ်မှတ်မိချင်မှမှတ်မိမယ်တင်အနာမှာရှိတော်ဘုရားခင်ဖြစ်တယ်လက်ကိုဒီလိုကြည့်ရအောင်အာမင်တညလုံးငါမရပေမဲ့နက်နက်အချိန်မှာယေရှုခရစ်တော်ကမိုးတောက်လေးတဲ့အချိန်မှာကုမတော်ဘုရားခင်ဖြစ်တယ်အာမင်ဒီနေ့ဘဝဖျားမပါပဲကျမတို့ရဲ့အသက်တာမှာရုန်းကန်နေတဲ့အရာတွေညှော်လင့်ခြင်းမဲ့နေတဲ့အရာတွေပေတရုကငါးဖမ်းဖို့အတွက်သွားတဲ့အခါဒီသူဘာဆက်လို့မသိဘူးလေသူကယေရှုနောက်ပဲဆက်လိုက်ရမှာကိုတော်ကလည်းရှင်ပြန်ထားရောက်ပြီးယေရှုနောက်ပဲဆက်လိုက်ရမှာဘာတွေလုပ်ရမလဲသူကမျှော်လင့်ခြင်းမဲ့နေတဲ့အချိန်မှာသူငါးပြန်ဖမ်းတယ်အော်ဒီငါးဖမ်းတယ်ဆိုရင်တော့ငါမိသားစုနဲ့ငါရဲ့လိုအပ်ချက်တော့နည်းနည်းတော့ပါမိမှာပေါ့နော်အလကားနေမဲ့တူတော့ငါးဖမ်းနေတာလည်းကောင်းပါလေဆိုပြီးတော့နော်တခါကျကျွန်တော်တို့လည်းအလကားနေမဲ့တစ်ခုခုလုပ်ပြီးကောင်းပါလေဒါပေမဲ့အဲ့ဒီလုပ်တဲ့တစ်ခုကလည်းလုံးဝအဆင်မပြေတာရှိတတ်တယ်ဒါပေမဲ့ဒီနေ့ဖယားသခင်ကအဲ့ဒီသူ့ရဲ့လိုအပ်ချက်တွေသူ့ရဲ့အသက်တာတွေကိုဖြည့်ဆည်းပေးဖို့အတွက်သူ့ရဲ့အနာမှာယက်တည်တော်ဖယားသခင်ဖြစ်ပါတယ်။တညလုံးငါးဖမ်းနဲ့တကောင်မှမရဘူး။နက်နက်ချိန်မှာယေရှုကကမ်းလာမှာချက်တယ်။ယေရှုရောက်လို့ရောက်လာမှန်းတော့မသိဘူး။ဒါပေမဲ့ယေရှုကတင့်ကိုကူဖို့ဆင်သစ်ရှိတယ်။ကျွန်တော်ပြောပြမယ်။ဒီနေ့ဒီနေရာမှာဖယားမျက်မှောက်တော့ရှိသလားမရှိသလားခံစားသလားမခံစားသလားနော်ယူပါယုံမြင်သလားမမြင်သလားအရင်မကြည့်ဘူး။ကျွန်တော်ပြောပြမယ်။ဒီနေရာမှာယေရှုရှိတယ်ယေရှုကတင့်ကိုစကားပြောခြင်းဖြစ်တယ်ယေရှုကတင့်ကိုနေရာမှန်ကိုပြန်ပို့ဆောင်ပေးခြင်းဖြစ်တယ်အာမင်တပည့်တော်တွေကကမ်းနားမှာရက်တယ်ကိုတော့ကိုမသိဘူးဆိုတော့အငယ်ငါးကိုကျွန်တော်တို့ဒီကောဖတ်ရအောင်ယေရှုကမေးတယ်ယေရှုကလည်းစစ်သားတို့စားစရာတစ်စုံတစ်ခုရှိသလားဟုမေးတော်မူရင်မရှိပါဘူးပြန်ပြောကြ၏ကျမ်းစာထဲမှာမွေးကျမ်းစာထဲမှာထည့်တာပါတွေ့ရဆိုငါတကောင်ကလေးလောက်ရှိသလားတဲ့စားစရာလို့ရေးတယ်နော်တကယ်တော့ယေရှုတရားတကယ်ကိုမေးတာမူလစကားနဲ့မေးတာကငါရှိသလားပြောချင်တာမင်းတို့ငါဖမ်းမိသလားလို့မေးတာယေရှုကအာမင်ငါရှိသလားလို့မေးတဲ့အခါမရှိဘူးအဲ့ဒီမရှိဘူးဆိုတဲ့အဖြေကဖယားရဲ့နမိတ်လက္ခဏာလို့ဖို့အတွက်ဖြစ်တယ်အာမင်သင်ရဲ့မစုံလင်ခြင်းကဖယားနမိတ်လက္ခဏာလို့ဖို့အတွက်ဖြစ်တယ်သင်ကချမ်းမမအောင်ဆိုရင်မချမ်းမချဖယားနမိတ်လက္ခဏာအတွက်ဖြစ်တယ်သင်အလုံးပြုတ်နေတယ်ဆိုအဲ့ဒီအလုံးပြုတ်ခြင်းကဖယားနမိတ်လက္ခဏာအတွက်ဖြစ်တယ်ဖယားအသက်ကိုအသက်တော်အရာကိုပေးခြင်းနေဖြစ်တယ်။ကိုကြီးခြင်းနေဖြစ်တယ်။ဖယားကကိုကြီးဖို့လည်းလာပြီးတော့အရာလေးအစင်ဒီလေးတချို့လူတွေရှိရတယ်။ကားစီးကျွန်တော်ခါကျတချို့ကားလေးရှိလူကလေလုံးဝရန်တိုင်တိုင်ဖြစ်တယ်ကားလည်းချက်တယ်ပစ္စည်းကလည်းရမ်းများတယ်နော်ကျွန်တော်တို့ကကိုကြီးခြင်းတာပစ္စည်းလေးပေးပါလို့တဲ့ပေးမယ်ပြောတာလူပဲမယုံလို့လားအလစ်တော့မှတောင်းလို့မလားနော်တော့တမိုးကြီးပစ္စည်းတွေပဲပါလို့လည်းတချို့လူတွေကမပေးချင်ဘူးဟာလေလုံးဝသူတို့မနိုင်မနေနဲ့ဟိုဘယုဒုက္ခနဲ့နော်အိုးထင်းနေတာအရာကောက်ထင်းနေတာနောက်ဆုံးတော့ကားပြေးတော့ပစ္စည်းအကုန်လုံးပျောက်ကြပြီးတော့မှပို့ပြီးတော့ဟို
ရှိတယ်ပြောချင်တာပါလေဆိုဒီနေ့ဖခင်ကကျမတို့ကိုသင်ဘာဖြစ်နေတယ်လဲသင်မှာဘာလိုအပ်ချက်ရှိနေတာလဲသင်ဘာအခြေအနေရောက်နေတယ်လဲဆိုတဲ့အရာကိုသင်ခန်းချောက်နေတယ်ဝိညာဉ်မှာခန်းချောက်နေဆိုရိုးရိုးသားသားလေးကိုတော့ကျွန်တော်ခန်းချောက်နေတယ်ဖခင်ရဲ့အတန်ကိုမကြားဘူးကိုတော့အတန်တော့ကြားချင်တယ်ဘဝမှာဘာကိုလုံးမှမသိဘယ်လမ်းကိုလိုက်ရမသိပဲနဲ့ဘဝရည်ရွယ်ချက်တွေပြောင်းတယ်ကိုတော့ကျွန်တော်အဲ့ဒီရည်ရွယ်ချက်ပြောင်းနေတယ်ကိုတော့ကျွန်တော်ဒီမှာဒီလိုရှိတယ်ဆိုပြီးပြောတယ်ဆိုအဲ့ဒီအရာကသင်ရဲ့တက်တာတော့ဘုရားကြီးပြုမယ်ဝိလိုက်တယ်ဆိုတယ်အာမင်ဘုရားကြီးအသင်ကိုကူညီဖို့ရမေးတဲ့ဘုရားကြီးဖြစ်တယ်အာမင်စမ်းတက်တာမဟုတ်ဘူးကူညီဖို့ရမေးတဲ့ဘုရားကြီးဖြစ်တယ်ဒါကြတဲ့ကျွန်တော်တို့ဘုရားရဲ့ translation လုပ်တဲ့အခါမှာလေကျမ်းစာဖတ်တဲ့အခါဒါကြတဲ့ကျွန်တော်တို့လူစိတ်တဘောနဲ့ဘုရားရဲ့ပြောတဲ့စကားတွေကိုအနက်ပြန်တယ်ဒီနေရာမှာတော့ယေရှုကတော့ဟိုဘယ်လိုလဲအေးဒီလိုငါဖမ်းတယ်ငါမပါဘဲနဲ့ဖမ်းတယ်ဆိုတော့နော်ငါတကောင်မမရဘူးဆိုတော့ဟိုခနဲ့တိတ်တိတ်နဲ့နော်ဒါမှမဟုတ်နည်းနည်းဟေးငါတွေ့ရမလားငါပြောသားပဲဆိုပြီးတော့မေးတဲ့ခံစားချက်မျိုးမဟုတ်ဘူးနားလဲစီစဉ်တယ်ဖယားသခင်ကချစ်ချင်းနဲ့တာပြီးတော့ဘုရားခင်ဖြစ်တယ်ဂယုဏနဲ့ပြီးတော့ဘုရားခင်ဖြစ်တယ်ဒါကြတဲ့ကျွန်တော်တို့ကိုယ်ခံစားချက်နဲ့ကျမ်းစာဖတ်ပြီးပါတာပြန်တက်တာလေဒါပေမဲ့ဘုရားသခင်ကကိုကြီးချင်လို့မေးတာဖြစ်တယ်အရှက်ခွေးချင်လို့မေးတာမဟုတ်ဘူးတင်းရဲ့ယခုဖြစ်နေတဲ့အချိန်ကိုတင်းပြောပြတဲ့အခါမှာတင်းကိုကူညီချင်လို့ဖြစ်တယ်ပြောင်းလဲပေးချင်လို့ဖြစ်တယ်ပြီးဆုံးစေခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဒီနေ့ကိုရောကိုဝင်ခံရအောင်ကိုရောကိုအရှိကိုရှိတဲ့ပြောထုတ်ရအောင်ကိုရောကိုကျွန်တော်တို့ရဲ့အဖြစ်ကိုအဖြစ်နဲ့ပြောထုတ်ရအောင်ဘုရားသခင်ကတင့်ကိုကူညီခြင်းတော့ဘုရားသခင်ဖြစ်ပါတယ်အာမင်ကိုရောကဘာပြောလဲကိုရောကိုလက်မြောက်တဲ့အခါကိုရောကိုမသိတဲ့မိကိုမေးတဲ့အခါမှာပြောကြတဲ့အခါမှာကိုရောကပြောတယ်ကျမတို့အတွက်အဖြစ်ကိုပြီးတော့ဘုရားသခင်ဖြစ်ကျမတို့အတွက်အတန်ကိုစကားပြောတော့ဘုရားသခင်ကျမတို့ကိုဖခင်ကစကားပြောတော့ဘုရားဖြစ်တယ်ယုံကြည်သူများအာမင်ဒီနေ့သင်ရဲ့တက်တာမှာဘုရားကစကားပြောခြင်းဖြစ်တယ်သင်ချောင်းသားပဲဖြစ်နေပါစေအရှင်မပဲဖြစ်နေပါစေအလုံးပိုင်းခွင့်ပဲရှိနေပါစေအမှုတော်ဆောင်ပဲဖြစ်နေပါစေဘယ်သူမှဆိုဖခင်ကသင်ကိုစကားပြောခြင်းတော့ဘုရားရှိဖြစ်တယ်ဖခင်ရဲ့အတန်ကိုကြားခြင်းအပြင်သင်ရဲ့နမိတ်လက္ခဏာဖြစ်လာမှာဖြစ်တယ်အဲ့ဒီကြားရဲ့နေရာမှာသင်နာခံခြင်းနဲ့လှုပ်ဆောင်ခြင်းအပြင်နမိတ်လက္ခဏာဖြစ်လာမှာဖြစ်တယ်အာမင်ဒီနေရာမှာကိုတော်ကလက်ရဘတ်တော်ပိုက်တော်ကိုပြစ်ချတော့တပည့်တော်တွေကတညလုံးလှည့်ရဲ့မိုင်းနဲ့ဗတ်အချမ်းမှာငါးဖမ်းနေယေရှုရောက်လာတဲ့အခါမှာရိုးရိုးလေးပဲဒီလေပဲဒီနေရာပဲမှားနေတဲ့နေရာဘာလို့လိုက်လဲပြင်ပေးလိုက်တယ်ဘဝမှာလေဒါပဲလုပ်နေတာပဲဒါပဲဖြစ်နေတာပဲဒီအသက်တာပဲဒါပေမဲ့ခရစ်တော်ရောက်လာတဲ့အခါမှာခရစ်တော်ရဲ့စကားကိုကြားတဲ့အခါမှာအသက်တာကိုပြောင်းလဲပြီးတော့ထားခဲ့တယ်အာမင်လက်ရဘတ်ကိုပိုက်ကိုချပါတယ်ပေတရုတို့တညတော့ဘယ်ဘက်ကနေငါဖမ်းနေတယ်တော့မသိဘူးဒါပေမဲ့ယေရှုကလက်ရဘတ်ကိုပိုက်ကိုချဖို့ပြောတယ်ကျမ်းစာထဲမှာကြည့်ရတာထိုသူတို့ဒီထိုသူပြုလေရမယ်လို့ယေရှုကပြောတဲ့အခါမှာအဲ့ဒီပြောတဲ့အတိုင်းနာခံပြီးလှုပ်ဆောင်တဲ့အခါမှာငါးများစွာရတာဖြစ်တယ်အာမင်ဒီနေ့အသက်တာထဲမှာဖြစ်ပေါ်လာတဲ့နမိတ်လက္ခဏာတွေအသက်တာထဲမှာဖြစ်ပေါ်လာတဲ့မဆာခြင်းတွေကဒီနေ့ဘယ်ကနေလာသလဲဆိုရင်ဖယားရှင်နှုတ်ကပတ်တော်ကနေလာဖြစ်တယ်နှုတ်ကပတ်တော်ကိုကြားတော့ဘုရားရှင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်ဘုရားသခင်ရဲ့စကားပြောခြင်းကိုအသက်တာမှာရရှိဖို့ဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့ဘဝမှာဘာဆက်လုပ်ရမှမသိဘဲနဲ့လုံးဝလုပ်ရအောင်လုပ်နေတဲ့အချိန်မှာဘုရားရှင်ကသူ့ကိုပြောင်းပေးပါစေတင်မိုင်းဆိုလှုပ်ဆောင်နေတဲ့အရာကိုသူ့ရဲ့စကားအတိုင်းမှန်ကန်စွာလှုပ်ဆောင်တဲ့အခါဒီလုပ်ငန်းတွေဒါပေမဲ့ပြောင်းလဲသွားတာအရင်တော့တညလုံးငါးမရတာခဏလေးမှာငါးတွေကဘယ်ကနေဘယ်လိုရောက်လာလဲမသိဘူးတရားဟောဆရာတရားဟောတာကြီးစရာပြောတယ်ငါးတွေအားတဲ့ညာလုံးလို့တဲ့တချို့ငါးတွေအားတဲ့ဝင်တဲ့အခါမှာသူတို့မပေါပြီးတော့စိတ်တော်ဆိုးကြတယ်နော်ဆိုတော့ပြောချင်တာကဖယားရှင်အမှုပြုတဲ့အခါဒီနေရာပဲဒီအရာပဲဒါပေမဲ့ဘာဖြစ်လဲဖယားရှင်ကပြောင်းလဲပေးလိုက်တာကျမတို့ကကိုယ်ပုံစံနဲ့ကိုလှုပ်ချင်တဲ့ကိုယ်ပုံစံနဲ့ကိုလှုပ်ပြီးဖယားရှင်ကသူ့နီလန်းတိုင်းသူလှုပ်ချင်ဖို့ဖယားရှင်ဖြစ်တယ်အာမင်ဒါနဲ့ကျမတို့အသေးတော်တွေမှာနိုးထောင်လို့ရတာဖြစ်တယ်ဒါပေမဲ့ကျမတို့ပုံစံနဲ့ပါဖယားရှင်ကိုလို့နိုးထောင်ဆိုပါလဲဆိုတော့ရိုးရိုးလေးပဲတဲ့ဆရာတော်ကတန်ရှင်တော်ဝင်ကြွလာပါပြောချင်တယ်အာမင်ဒါကြတဲ့ကျမတို့နော်ပင်တကုတ်တွေအသင်းတော်တွေနေချင်းအသင်းတော်တွေဘယ်အသင်းတော်မှာဆိုကျမတို့ကကျမတို့ရဲ့အစီအစဉ်တွေကပုံစံတကျသွားနေဒါပေမဲ့အဲ့ဒီထဲမှာယေရှုခရစ်တော်တန်ရှင်တော်ဝိညာဉ်တော်ကရောက်ရှိလာပြီးတော့ကျမတို့ကိုသူ့ရဲ့နိလန်တိုင်းလောက်ခွင့်ပေးလိုက်တဲ့အခါမှာနိုးထောင်ချင်တာဖြစ်တယ်ယေရှုလေးပဲဘုရားသခင်ခွင့်ပေးခြင်းဖြစ်တယ်ဒါကြတဲ့ကျမတို့ကအမှုတော်ဆောင်နေကျမက2010မှာယူပါရုံခုရှင်းလင်းဆောင်ဘုရားသခင်များနေတယ်
ဆိုတော့အဲ့ဒီနေရာကိုကျွန်တော်ဖိတ်ခေါ်တဲ့အသင်းတော်တိုင်းမှာတွားတဲ့ခါမှာပြောတယ်2016ခုကတော့ဒီအသင်းတော်ပထမဆုံးဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီအချိန်မှာကျွန်တော်ဘာလို့မြင်ခဲ့လဲဆိုတော့2010ကျွန်တော်တို့စာဆောင်ဆူတောင်းတဲ့အချိန်မှာကျွန်မယူပါတစ်ခုရတယ်တခါမှကျွန်တော်ဒီလိုမျိုးယူပါရုံပေါ့မရဘူးပေါ့အဲ့ဒီနေ့မှာကျွန်တော်ဆူတောင်းနေဘုရားသခင်အလုံးလုံးဖို့အတွက်ဘုရားသခင်ကိုခေါ်ဖိတ်တဲ့အခါဘုရားသခင်ကိုနေရာပေးတဲ့အခါခေါ်ဖိတ်ရဆူတောင်းတယ်ကျွန်တော်စိတ်ထဲမှာကျွန်တော်ရဲ့ဝိညာဉ်ထဲမှာရှင်းနေတဲ့ယူပါတစ်ခုပဲအဲ့ဒါကဘာလဲဆိုတက်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ပုဂ္ဂိုလ်နေတွေ့ရတယ်တက်ရှင်တော်ဝိညာဉ်တော်ပုဂ္ဂိုလ်နေနဲ့ကျွန်တော်တို့ဒီ church မှာဆိုရင်ကျွန်တော်တို့ဘုရားကျောင်းဆိုအလေကနေပြီးတော့ခမ်းမရဲ့ brain တကားကိုဖွင့်ပြီးတော့ brain ဟိုပါလေ brain တကားတကမရောဖွင့်ပြီးတော့အခန်းအလေကိုဝင်လာကျွန်တော်တို့ချီးမွမ်းတဲ့လူကလည်းချီးမွမ်းနေတာပဲတရားမတဲ့လူကလည်းဟောနေတာပဲအဲ့မဒီဟောတဲ့လူကလည်းဟောနေတာကျွန်တော်ယူပါတော့တစ်ချိန်ထဲမှာအများကြီးမနာပါဘူးရတယ်မြင်ရတယ်အဲ့ဒါဘုရားခင်ဝင်လာတဲ့လူတွေကတက်ရှင်တော်ဝိညာဉ်တော်နေရာမပေးကြထိုင်နေလူတွေကလည်းထိုင်နေကြတယ်ဦးဆောင်တဲ့လူတွေကဦးဆောင်နေကြတယ်နော်ဘုရားတော်ဖြစ်တဲ့လူတွေကလည်းတက်နေကြပုံမှန်တိုင်းနဲ့ရှိအဲ့ဒါတက်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တူတူလေးနဲ့ညင်သာစွာနဲ့စကားလာပြောမင်းရဲ့နေရာကိုထပေးလိုက်ပါအဲ့ဒါကျွန်တော်ကိုတော့ဒါနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့နေရာကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့လုပ်ငန်းတွေထဲမှာဘုရားသခင်ကိုလုပ်ခွင့်ပေးဖို့ရည်ကြီးတယ်အာမင်အဲ့ဒီနေရာမှာလို့ထောင်ဖြစ်လာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်အဲ့ဒီမှာဘုရားသခင်ကျွန်တော်ဖော်ပြတယ်ပေါ့နော်ဟဲ့မင်းရဲ့ထိုင်ကုန်ထောက်ပေးလိုက်တယ်အမလေးကိုရောရေနော်ထိုင်ကုန်ကနေထောက်ပေးဖို့ဆိုတော့ဘယ်လိုအစီအစဉ်တွေပြတ်ကောင်းပြတ်နိုင်တယ်ဘုရားသခင်ကရောက်လာတယ်ဆိုရင်တဲတော်ထဲမှာဗိမာန်တော်ထဲမှာဘုံတော်ကြွလာတဲ့အခါမျက်မှောက်တော်ဆင်းလာတဲ့အခါရှစ်ပရောဟိတ်တွေကတော့လုံးဖို့မလုံးနိုင်ကျွန်တော်ခုနောက်ပိုင်းမှာတင်နေတဲ့ညာတစ်ခုရှိတယ်အဲ့ဒါပါလေဆိုအရင်တော့တက်ရှင်တော်ဝိညာဉ်တော်ကြွလာရင်တော့ဟိုဝိညာဉ်တော်ကအကန့်အသတ်မဲ့ဆိုတဲ့အလုံးလုံးတွေပြောတဲ့အခါမှာလူတွေကတရားဟောတဲ့လူကရှင်တရားဆိုတဲ့ဟောတယ်ချီးမွမ်းဖို့တဲ့လူကရတုမရအောင်လို့ဆိုတယ်ဒါပေမဲ့ကျွန်တော်ပြောပြမယ်နောက်တစ်ခုရှိသေးတယ်မျက်မှောက်တော်ရောက်လာတဲ့အခါမှာလေဘာမှလုံးဆရာမလိုဘဲနဲ့မတည့်ရက်နေရတဲ့အချိန်တွေရှိတယ်နော်ကျွန်တော်တို့ပြေကုတ်တွေခိုင်ချက်ရှိတဲ့လူတွေကတော့ဝိညာဉ်တော်တက်ရောက်ဆိုတရားဟောတဲ့လူကအများရှိတယ်။ပြိဿဝရှိကလည်းရလို့မရတော့ဘူး။အဲကျွန်တော်ပြောချင်တယ်ဗိမာန်တော်ထဲမှာဘုံပေါ်ရောက်လာရစ်ပရိုက်အခုတော့ဆောင်လို့များတယ်။ဖခင်ကလုံးလူတွေကိုဖခင်ကတို့ထိတယ်။အေဝံဂေလိတွေကိုကျွန်တော်တို့ကကိုယ်အစီအစဉ်ထဲမှာထိုးသွင်းပြီးလူတွေကိုပြောင်းလဲစေချင်တာ။ဖခင်ကလူတွေကိုတို့ထိချင်တယ်ကိုပြောတယ်။ဖခင်ရဲ့လုပ်ငန်းထဲမှာပါဝင်ဖို့ပဲရည်ကြီးတာဖြစ်တယ်။အာမင်။ပေတရုကတညလုံးငါးခိုင်းတဲ့တကောင်းမှမရဘူး။ဒါပေမဲ့ယေရှုရောက်လာတော့ယေရှုကလက်ရဘက်ကိုချဆိုချလိုက်တဲ့အခါမှာဘယ်ကငါးတွေလည်းမသိဘူးရောက်လာတယ်ရလာတယ်ဒီအိုင်းလည်းမဟုတ်ဘူးလားခဏဒီလေကိုပဲသုံးတာပဲဒီပိုက်ကိုပဲသုံးတာပဲဒီလိုပဲပိုက်ကိုဖြတ်နေတာပဲဒါပေမဲ့အရှင်နဲ့မတူတဲ့အသက်တာထဲမှာပြောင်းလဲမှုတွေမှာစတင်လာစစ်တယ်အာမင်ဒီနေ့အသက်တာထဲမှာကိုယ့်ရဲ့အစီအစဉ်တွေထဲမှာကိုယ်သွားနေတဲ့လမ်းကြောင်းထဲမှာကိုယ့်ရဲ့နေ့စဉ်အသက်ရှင်နေတာတစ်ခါတလေဖျားသခင်ကြွလာတာနေရာယူပါဆိုပြီးကိုဖယ်ပေးတတ်လို့လည်းမဟုတ်ဘူးအာမင်ကိုယ့်ရဲ့သက်တာတွေမှာကိုယ့်ရဲ့အစီအစဉ်တွေမှာဘုရားကိုနေရာပေးတတ်လို့လည်းဖြစ်တယ်အာမင်အဲ့ဒီကဘုရားသခင်ကမှုပြုတော်မူတယ်ဘုရားသခင်ရောက်လာကျွန်တော်တို့3နှစ်လောက်ကြိုးစားနေတဲ့အရာတွေကတန်ရှင်သောဝိညာဉ်တော်ကလမ်းပြခြင်းအဖြစ်ဘုရားသခင်ရဲ့စကားတစ်ခုအဖြစ်နှုတ်ကပတ်တော်တစ်ခုအဖြစ်ကြောင်းနေပါလို့ဆိုတယ်အာမင်ဘုရားရှင်နာမတော်ကိုဘုန်းကြီးပါစေဒီနေရာမှာပြစ်ချတဲ့အခါမှာများစွာသောငါးတွေကိုရတယ်ငါးတွေကိုအောက်ပြီးအုပ်ပြီးပိုက်ကိုတော့မဆွဲတင်နိုင်တာဖြစ်တယ်အဲ့ဒါကဘုရားပြုလို့ဖြစ်တယ်အဲ့ဒါကယေရှုရောက်လို့ဖြစ်တယ်အာမင်အသက်တာကယေရှုကတဲ့နာမှာရှိတယ်တဲ့ရဲ့ရုံးကန်ရဲ့အချိန်ကိုညီဖို့တဲ့ဆင်သက်ရှိတယ်သူ့ရဲ့စကားတန်ခါဆောင်လိုက်ပါသူ့ကိုနေရာပေးလိုက်ပါသူ့ကိုအသက်တာထဲမှာဖိတ်ခေါ်လိုက်ပါဘုရားရှင်ကတဲ့ရဲ့အသက်တာမှာတင်ရုံးကန်ရဲ့နေရာအားလုံးကိုရပ်တန့်ပြီးတော့တဲ့ကိုပုံညီဖို့ရဲ့ဆင်သက်ရှိတော့ဘုရားခင်ဖြစ်ပါလေအာမင်ဒီမှာကြည့်တဲ့အခါမှာအဲ့ဒီအချိန်မှာနမိတ်လက္ခဏာဖြစ်လာတဲ့အခါမှာချက်ချင်းသိတယ်ဒါငါတို့မဟုတ်တော့ဘူးသခင်ပဲဘသူကရင်ဆုံးသိတယ်ဆိုယောဟန်သူ့ကိုသူစမ်းစာနဲ့ယေရှုချစ်တဲ့တပည့်သူကယေရှုမြတ်တော်သူကအပိုင်စီးထားတာငါကယေရှုချစ်ဆုံးပဲငါကယေရှုချစ်တဲ့သူတဲ့သူကချက်ချင်းနဲ့နမိတ်လက္ခဏာစဖြစ်တာနဲ့စမ်းစာနဲ့ကြည့်ရမှာနမိတ်လက္ခဏာဖြစ်တာနဲ့ငါမိတာနဲ့ခုနကမမမိတဲ့သူကခုနကပြောနေတဲ့အတိုင်းဘသူ့တန်လဲဆိုမသိပေမဲ့နမိတ်လက္ခဏာစဖြစ်တာနဲ့အဲ့ဒီလုပ်နေတဲ့သူကယေရှုဖြစ်တယ်ဆိုသိလာတယ်ဖြစ်တယ်အတ္တတာလည်းလုံနေနဲ့ဖခင်ရဲ့စကားပြောခြင်းတခါတလေကြာရင်လေယုံကြည်သူ
နဲ့အဲ့ဒီချိန်မှာတော့ချက်ချင်းသူ့စိတ်ထဲမှာချက်ချင်းရင်းမိတယ်ရင်းမိတဲ့ရောင်ပါလဲဆိုတော့ဒါကငါတို့သခင်ပဲပေဒီယောရတယ်ရင်းမိတာရေဆုံးရင်းမိတာတော့ပေဒီယောရတယ်သခင်ပဲဆိုတဲ့တရားနဲ့ချက်ချင်းလေးပေါ်စီးပြီးတော့သခင်ကိုတွေးဖို့တော့သွားလိုက်တခါကျကျွန်တော်တို့နားမှာကိုလိုရှိနေတယ်ကိုလိုကကူညီဖို့စဉ်းစားရှိနေတယ်ကျွန်တော်တို့ဘာလို့လဲမသိတဲ့အချိန်မှာလုံးပြီးလုံးရတယ်လုံးပြီးတိုင်ပတ်နေတယ်နော်လမ်းကြောင်းနေတယ်တိုးနေနေတယ်ဆိုရင်ဒီနေ့ကိုလိုကသိနာမှာရှိတာဖြစ်တယ်ကိုလိုရဲ့အတန်ကိုနားဆုံးပြီးတဲ့အခြေအနေမှန်တိုင်းကိုလိုကိုတဲ့အတ္တတိုင်းမှာဝင်ခွင့်ပြုမယ်ဆိုရင်ကိုလိုကတဲ့ဘောတမှုထူးခြားဆောင်မှုပြုမှာဖြစ်တယ်အဲ့ဒီမှုပြုတဲ့အခါမှာဒါတဲ့ရဲ့စွမ်းစားလည်းမဟုတ်တော့ဘူးတဲ့ရဲ့ပညာလည်းမဟုတ်တော့ဘူးတဲ့ရဲ့ပညာရေးမဟုတ်တော့ဘူးတဲ့ရဲ့ဆွေမျိုးသားချင်းကြောင့်မဟုတ်တော့ဘူးတဲ့ရဲ့ဂုဏ်မှုကြောင့်မဟုတ်တော့ဘူးကိုလိုကြောင့်ဖြစ်တဲ့ဆိုတင်ဝင်ခံရမှာဖြစ်တယ်ကိုလိုလုပ်နေပြီဆိုတင်သိရမှာဖြစ်တယ်ကိုလိုကတဲ့ရဲ့တော်နဲ့မိတ်ကနဲ့တွင်းနေပြီဆိုသိရမှာဖြစ်တယ်ကိုလိုနဲ့တွားရအောင်ကိုလိုအတန်ကိုနားဆောင်ရအောင်ကိုလိုရှိတဲ့အတိုင်းကိုညီခွင့်ကိုလိုကိုပေးလိုက်အောင်ဒီနေ့အသက်တာရှိတဲ့အရာအားလုံးပိတ်ဆို့နေတဲ့အရာဖွင့်လိုက်ပြီးတော့ကိုလိုကိုချင်ပေးရအောင်ခရစ်ယာန်အသက်တာမှာပုံမှန်ဖျားချောင်းသွားတယ်ပုံမှန်လူငယ်စီစဉ်သွားတယ်ဖျားကြီးအဲ့လိုပဲကိုချင်တာမဟုတ်နေ့တိုင်းမှာနမိတ်နဲ့ဖြစ်စီစဉ်တာဖြစ်တယ်နေ့တိုင်းမှာတင့်ကိုဖျားကြီးစကားပြောချင်တာဖြစ်တယ်နေ့တိုင်းမှာတင့်ကိုကိုကြီးချင်တာဖြစ်တယ်အာမင်ဖခင်ရဲ့နာမတော်ကိုဘုန်းကြီးပါစေပေတရုနဲ့ယောဟန်ကိုတော်မှန်းသိတဲ့အခါအဲ့ဒီနေရာမှာနမိတ်နဲ့ဖြစ်တဲ့အခါချက်ချင်းနဲ့သူတို့ကုန်းပေါ်တက်လာတဲ့အခါဘာဖြစ်လာလဲဆိုကုန်းပေါ်မှာအောင်းဝဲကောင်းနေတဲ့ခုရှိတယ်အဲ့ဒါတော့ဘာလဲဆိုရင်သူတို့ကတညလုံးငါးမရတော့ဗိုက်ဆံနေတယ်လေစဉ်းစားကြည့်တညလုံးအလုံးလုံးပြီးငါးဖမ်းပြီးတော့ breakfast တောင်မစားရဘူးဒါပေမဲ့ကိုရောကသူတို့နဲ့ breakfast စားဖို့အတွက်ပြင်ဆင်ပေးပြီးသားဖြစ်တယ်အာမင်ဒီနေ့သင်မနှက်ထားတဲ့အချိန်မှာသင်ကကိုရောနဲ့ breakfast စားရတယ်ဖြစ်တယ်ဘယ်တော့လို့ပြောလိုက်ပါဦးသင်ဟာကိုရောနဲ့ breakfast စားမယ်လို့ဖြစ်တယ်လို့ကိုရောကသင်တို့ပြင်ဆင်ပေးပြီးသားဖြစ်တယ်အာမင်ကိုရောက်တဲ့အခါမှာဘာတွေ့လဲမီးကြီးပုံတွေ့ရဲ့အဲ့ဒီမီးကြီးဘာလို့လဲငါးกินတာဟိုလူတွေကငါးမရအောင်ဒါပေမဲ့ကိုရောရှိမှငါးရှိတယ်အာမင်ဘာလာပါလိုက်တဲ့အစ်ငုတ်တော်ပါလိုက်ပေါင်ငုတ်တော်ပါသေးတယ်အာမင်ဖခင်သခင်ရတယ်ကျွန်တော်တို့ဘဝမှာရုန်းကန်နေတဲ့အချိန်မှာတညလုံးမျက်ရည်နဲ့ဖြစ်နေတဲ့အချိန်မှာညောင်လေးချင်းမဲ့နေတဲ့အချိန်မှာကိုရောကကျွန်တော်တို့နနက်မှာကျွန်တော်တို့အားဖြည့်နေတယ်အတွက်ကျွေးမွေးဖို့အတွက်သူနဲ့တစပွဲတဲ့စာဝတ်အတွက်ပြင်ဆင်ပေးနေတော့ဖျားနေဖြစ်တယ်။အာမင်။ဒီနေ့တင်ညမောင်မိုက်တဲ့ညဖြစ်တယ်ပဲ။ရုံးကန်ရတဲ့ညဖြစ်တယ်ပဲ။ဗိုက်စာရတဲ့ညဖြစ်တယ်ပဲ။ရေတုံရတဲ့ညဖြစ်တယ်ပဲ။မနဲ့လင်းတဲ့အခါမှာကိုယ်တော်ကတင့်ကိုကူညီပေးခြင်းတယ်။အစင်သိထားတာဒီလိုလာกินတော့မပြောဘူးกินထားတဲ့အခါစစ်စစ်ထားပေါင်းဖို့လည်းစစ်စစ်ထားကိုတော့ထိုင်ဆောက်ပြောင်းပေါ်တယ်ဟိုထဲမှာလည်းနမိတ်လက္ခဏာဖြစ်နေတယ်ကုန်းပေါ်မှာလည်းဘုရားရဲ့ပြင်ဆင်ခြင်းရှိတယ်အာမင်ကုန်းပေါ်မှာတပည့်တော်ရေရိုးလေးကိုလာကြနော်ဒီနေ့ကြားတာလည်းဆိုတာငါနဲ့ဒီ breakfast လာစားကြတယ်အာမင်ဘယ်နှယောက်ကယေရှုနဲ့ယေရှုกินထားတဲ့ညာနဲ့ယေရှုပြင်ဆင်ထားတဲ့ပေါင်းဖို့ကိုဘယ်နှယောက်ကစားကြတယ်တော့မသိဘူးကျွန်တော်တို့ရန်စားတယ်ခုတော့ဝိုက်စားနေတယ်ကျွန်တော်တို့ breakfast ကမြားစာစားမှုတင်တယ်အာမင်ဖခင်ရှင်ကကျွန်တော်တို့အတွက်ပြင်ဆင်ထားတော့ဖခင်ဖြစ်ပါမယ်ကဘာနဲ့မတိမရှိပြီကပြီတခြင်းထဲမှာခဏကြာချင်းဆုံးနော် worship ကိုပြင်ဆင်ပေးပါကဘာနဲ့မတိပြီကပြီတင့်အတွက်ပြင်ဆင်ထားတော့ဖခင်ရှင်ဖြစ်တယ်အာမင်တရားဟောရတဲ့ကိုရုံးကန်နေတာငါတယောက်ထဲငါပဲငါဘာလို့လဲဒီလိုထားလို့လဲတော့ပြဿနာတွေတောင်းချောင်းဖြစ်နေပေမဲ့ဖခင်ကတင့်ကိုကူညီဖို့နဲ့ဆင်သစ်ရှိတယ်ကိုရောကတင်တဲ့ဒီစားတော့ဒီမှာစောင့်နေတယ်တင်းရဲ့စားလာမှုကိုဖြစ်သိပေးခြင်းနဲ့မောပန်းမှုတွေပြင်ဆင်နေတယ်တင်းရဲ့နော်ခြေကုန်လက်ပန်းကျနေတဲ့ຢာကိုအားနဲ့ပြည့်နဲ့ဖြစ်ပြီးကျွန်တော်ပြရှင်တယ်လက်ခုပ်ပြီးပြရှင်ကိုချစ်ပွဲရရရှိမှာဖြစ်တယ်။ဖခင်ရဲ့ကိုညီမဆက်ချက်တို့ရရှိမှာဖြစ်တယ်။အဲ့ဒီအခါကျွန်တော်သိတယ်အဲ့ဒါယေရှုဆိုကျွန်တော်သိမှာဖြစ်တယ်။အာမင်။လူတွေကကျွန်တော်လာခြင်းမှာကိုရောကိုယ်ကျွေးမွေးမှာဖြစ်တယ်။ကိုရောကျွေးမွေးတဲ့အခါအားရှိတာဖြစ်တယ်။အာမင်။ကိုရောပြင်ဆင်တဲ့အခါမှာမဆားတဲ့အားရှိတာဖြစ်တယ်။ဘုရားနာမတော်ရဲ့ဘုန်းကြီးပါစေ။ကိုရောနဲ့ဒီမနက်ဆောင်ကိုစားတဲ့ဘယ်လိုလဲဖြစ်တယ်။တကယ်တော့ငါမရမယ်သူတို့ရဲ့လုပ်ငန်းရသူ
没有顾你的容美，没搞你给妹妹没有拿顾你容美，没把我给妹妹弄起来他弄你妹妹没有拿顾你的容美，怎么都不会咯，怎么都不会咯，看来不咯，别顾他不得嘞，他伢嘞就不老会会，但弄起来要别人要别要没的，给上去，他伢子听啊听过，都也人也推翻了他给的。คุณรู้จักว่าเราเนี่ยมาพยายามลงดาวขันสายเนี่ยบางทีสุดพยายามลงดาวชีววิดีโอพยายามลาชาเรื่องลงดาวเดี๋ยวตัวพยายามลาชาเรื่องลงดาวคุณรู้จักว่าเรายันนาเลยไอ้ยามุนาเลยพยายามจะคิดว่าติ้งกูชาววิดีโอชาวคิดใช่ไหมเอเมนแต่เนี่ยจู่แต่สับเวรวิ่งด้วยเพียงสิ่งนี้ก็พยายามคิดใช่ไหมไอ้ที่มันตัวกองปีลีเดียมันไม่ได้นับที่เด็กมาเลยตัวตีดีนะไม่ได้ขนาดดูมันลูกนะโกโร่เลยไอ้ที่โยนเลยดูว่ามาลูกตะเคียนไม่สองตัวตีเนาะပြီးတော့ကိုယ်ပေါ်ရောက်တဲ့အခါမှာငါးကင်ရောပေါင်မုတ်ရောပြည့်ကပရိုပိုတီချင်းတော့ပြောဆိုကိစ္စအောင်နေတာသူကမဖြေတော့မဖြေသူကလည်းသူမလုပ်မလဲဖြစ်ဒီလိုငါးကင်ကတော့ဒီလိုဇယက်ယူရတော့ငါတို့လို့နော်လုပ်ချင်တာလုပ်တဲ့လူနော်လူတွေရဲ့သဘောတဘာဝအရဆဲမဲ့လူနဲ့မေတ္တာပို့မဲ့လူနဲ့အပြစ်တင်မဲ့လူပဲရှိနေတယ်ကိုငါတို့ breakfast ကျွေးဖို့တော့ခေါ်နေတာတော့တော်ရုံတန်ရုံမဟုတ်တော့ဘူးယေရှုကလည်းသူမှမဖြစ်နိုင်ဘူးအာမင်လူတွေကတင်းရဲ့အမှားအတွက်တင်းရဲ့ချစ်တည်နေခြင်းအတွက်လူတွေကကြည့်ရတော့ကြည့်ရတယ်ဒါပေမဲ့ဖယားသခင်ကတင်းကိုအမြဲတမ်းကြိုးဆိုတော်တယ်အမှတို့တီတခင်မတို့တီလို့အထင်းမှာတီလို့ပြောတော့မှပြောထွက်ရတဲ့အချိန်ကြီးဖြစ်တယ်ငါတို့ကိုဒီလိုဆက်ဆံနေလူကတော့လူမဖြစ်နိုင်ဘူးတာမန်လူတယောက်မဖြစ်နိုင်ဘူးနိတ္တာရှင်ဖြစ်တဲ့စိတ်ရှိတော်ဘုရားခင်ဖြစ်တဲ့ဂျေဇုပြုတော်ဘုရားခင်ဖြစ်တဲ့ထာမတော်ဘုရားရှင်ဖြစ်တဲ့ကိုကြီးမဆာတော်ဘုရားရှင်ဖြစ်တဲ့ဆိုတော့ကောင်းပြုလို့ရတယ်။ဒီနေ့တင်ဘုရားခင်ကိုတင်းရဲ့ယခုချိန်ရဘုရားဘလောက်ဒီတင်ကိုစိတ်ရှိလဲဆိုတော့ပြီးဖို့ကောင်းဆုံးချိန်ဖြစ်တယ်မိတ်ဆွေတို့။တင်းရဲ့ယခုခက်ခဲဘုရားဘလောက်တတ်နိုင်လဲဆိုတော့ပြီးဖို့ရတဲ့ကောင်းဆုံးချိန်ဖြစ်တယ်။တင်းရဲ့ယခုဘဝဖြတ်သန်းနေရတာတင်းယခုဖြစ်နေတဲ့ຢာကဘုရားရဲ့ကောင်းမြတ်ခြင်းကိုမြည်ဆပ်ရတဲ့ကောင်းဆုံးခြင်းဖြစ်ပါလေ။ဘုရားရဲ့နာမတော်တိုင်းဘုန်းကြီးပါစေ။နနတ်စာစားရင်ယေရှုကနောက်ဆုံးတစ်ချက်ကျွန်တော်ပြောချင်တယ်။နနတ်စာစားပြီးတဲ့နောက်မှာတခင်မတို့ကောင်းကောင်းသိနေတဲ့အချိန်မှာပါတော့လေ။ယေရှုကမုန်းတဲ့ငါကိုယူပြီးသူတို့ကိုကျွေးနေနော်။ယေရှုကဘာမှမပြောဘူး။ဒီလိုကွာရေးထဲမှာငါလာဖမ်းနေတယ်ဆိုတဲ့အဖြစ်လည်းမသိဘူး။သူတို့ဆိုင်မှာခေါ်ပြီးတော့နော်ဆိုင်မှာတော့မဟုတ်ပါဘူး။ကန်းတော့နော်ခေါ်ပြီးတော့လည်းကျွေးနေတာမဟုတ်ဘူးကျွေးနေငါ့ကိုပေးနေဖိတ်နေယေရှုကဘာပြောလဲဒီထဲမှာနတ်နတ်စာကိုစားတဲ့နောက်မှာအငယ်ဆက်လာပါဒီလိုဖျားနတ်နတ်စာကိုစားကြပြီးနောက်ယေရှုကယောဒန်ကရှိမောဤသူတို့ဒီငါ့ကိုချစ်ပြီးတဲ့တင်ဒီတာလေးချစ်တော်ရှိမောအားမေးတော်မူလေဟောက်ပါ၏သခင်ကိုတော်ကိုကျွန်တော်ချစ်ပြီးကိုတော်သိတော်မူယူလျှောက်တော့ငါဤတိုးငယ်တို့ကိုကျွေးမွေးတော်မူမိန်တော်မူယေရှုကသူတို့ကိုကျွေးမွေးအခမ်းအနားနဲ့ပြုစုနေတယ်ရှိမောဗီဒီယိုငါဖတ်နေတယ်ဘာဖြစ်လဲဆိုတော့ဒီမှာရှိနေတဲ့တပည့်တော်ကမင်းတော့ကိုချစ်တာတော့ပထမတော့ကိုလို့ချစ်လို့အမေခံမယ်ဆိုရင်ကရှုံးနေသွားတာနော်ဘယ်တော့မျက်နှာပူစရာကောင်းလဲအဲ့ဒီကြားနေတဲ့ဆောင်းဝဲကိုဘုရားသခင်ပြန်ချိန်ခိုင်းတယ်ဒါမဲ့ရှိမောဒီကတော့ဗဇက်ကနေဗဇက်ပါလေလက်လက်စပင်းနဲ့နော်ဟိုဗဇက်မြန်မြန်နဲ့မပြောတော့ဘုရားရဲ့အပြစ်လွတ်ခြင်းကဘယ်လောက်ထိသူ့ပေါ်မှာကြီးမားလဲဘုရားယေရှုပြုခြင်းကဘယ်လောက်ကြီးမားလဲဘုရားကသူ့ကိုလဲတဲ့အချိန်မှာဘယ်လောက်ပြန်ထူတယ်သူ့ကိုဘယ်လောက်ပြင်ဆင်နေကျွေးမွေးတယ်သူ့ကိုဘယ်လောက်ကူညီလဲဆိုတော့သိတဲ့အခါအရင်တော့ဒီနေရာမှာမြစ်တာလို့ပြောတဲ့အခါနော်စိတ်လှရှားမှုကိုအခြေခံတဲ့မြစ်တာနဲ့ပြောတာမဟုတ်ပဲဒီနေရာမှာအတွင်းနှလုံးသားလေးကနေလာတဲ့ဘုရားရဲ့ရည်ရွယ်ချက်ကိုသိပြီးတော့ဘုရားကိုချစ်တဲ့မြစ်တာကိုဒီနေရာမှာပေါ်ပြချက်တွေ့ရတယ်စိတ်လှရှားတော့ချစ်တယ်လို့ပြောတယ်အသက်တာလည်းများဆုံးရှိဒီနေ့သင်ရဲ့အသက်တာထဲမှာခါပြရမှာအရန်နိုးထားနေချိန်မှာမာယာဖြစ်နေချိန်မှာတော့သင်ချစ်တယ်လို့ပြောပြီးသင်ဘဝမှာနော်အားနေနေတဲ့ချိန်မှာညှိုးနေခြင်းမဲ့နေတဲ့ချိန်မှာကိုလိုရဲ့လက်ကိုမဆပြီးတော့ကိုလိုရဲ့လက်နဲ့သင်မဆခြင်းကိုလိုရဲ့ဂျေစုပြုကြောင့်သင်ခံရတဲ့အခါမှာကိုလိုကိုသင်ချစ်တယ်လို့ပါဇက်ကတော့တော်လက်တာသင်ပြောနိုင်မှာပေါ့ကိုလိုကျွန်တော်ချစ်တယ်ဆိုကိုလိုသိတယ်ရှိမဝေးကဒီမေကွန်ဒီအခြေအနေကရင်တော့ကြာစင်ခဲ့တာဖြစ်
ကိုရောကိုမြင်ခဲ့တယ်သူ့အနေနဲ့မထိုက်တဲ့သူဖြစ်ပြောရမယ်ဆိုလူရှိမှအဆက်ကွဲတဲ့လူဖြစ်ဒီကောင်ကတကယ်ကိုတော့အရေးချောင်းချုံတော့တကယ်ခရစ်တော်လိုအပ်နေတဲ့အချိန်မှာကားစင်တင်နေတဲ့အချိန်မှာရက်တီပေးလို့လိုအပ်နေတဲ့အချိန်တော့အဓိကမှတောင်းပြုတယ်ကွာယေရှုပြောပါယေရှုကနောက်တစ်ချိန်ခွင့်ယူပြီးဖျားခင်တယ်နောက်တစ်ချိန်သူ့ရဲ့မြစ်တာကိုမြည်စမ်းပြီးတော့ဖျားခင်တယ်နောက်တစ်ချိန်သေရှောင်ရဲ့ဆောင်ဝဲကိုပြန်ချိန်ခွင့်ပြီးတော့ဖျားခင်တယ်တဲ့အဆက်ခွဲတဲ့အချိန်ကိုပြန်ပြီးတော့ကဲတင်ချင်တော့ဖျားရှင်တယ်ဒီနေရာမှာပြီးကိုမင်းဒီလိုလေးအားထက်ချက်တာအရင်တော့အချစ်ဆုံးတော့သူ့ကိုသူကြွေးကြော်တာကိုရောတဲ့ဒီမှာရှိတဲ့လူအားလုံးနဲ့ကိုတို့ကိုညင်းတာကျွန်တော်မညင်းဘူးလေအရင်ဆုံးညင်းတယ်ဘာမှတခါကျအရင်ဟုတ်လားမထင်နော်အဲ့လိုစစ်တယ်ဒါပေမဲ့ဘုရားသခင်ကစိတ်ရှိရဘုရားသခင်ဖြစ်တယ်ကျေးဇူးပြုတော်ဘုရားသခင်ဖြစ်တယ်ခုရှိမောင်ဗီဒီယိုကအတွင်းထဲကထွက်လာတဲ့ချစ်ချင်းကိုဘုရားခင်ပေးရဖြစ်တယ်စိတ်လှုပ်ရှားခြင်းကနေလာတဲ့ချစ်ချင်းမဟုတ်တော့ဘူးအပေါ်ယံကနေလာတဲ့ချစ်ချင်းမျိုးမဟုတ်တော့ဘူးအတွင်းနှလုံးသားရဲ့လာတဲ့ချစ်ချင်းတွေတည်းကိုရောသိပါလေအာမင်ကျွန်တော်တစ်ချက်ဆိုရင် you know that I love you နော်ကျွန်တော်ချစ်တယ်ဆိုတော့ကိုရောသိပါလေအာမင်ဒီနေ့ဘဝမှာကိုရောရဲ့ယေရှုပြုခြင်းခံတဲ့အခါကိုရောရဲ့မဆာတဲ့အခါနဲ့ကိုရောကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်ဆိုတော့နှလုံးသားရဲ့ပုံပုံပြီးခံစားရတာဖြစ်ပါတယ်။နေ့ရက်တိုင်းဘုရားခင်ကိုချစ်ခြင်းမှာပါရကြည့်ကြဖို့ဘုရားခင်ကောင်းချီးချပေးပါစေ။အာမင်။ပေတရုကိုမေးပြီးတော့ပြောတယ်။မင်းငါ့ကိုချစ်တယ်ဆိုရင်ဒီညောင်ပြောတယ်နော်။ဘာလို့ရမလဲ။ငါတို့တွေကိုကျွေးမွေးပါ။ငါတို့တကယ်ကိုပြုစုပါ။ငါတို့တကယ်ကိုကျွေးမွေးပါ။ငါတို့တွေကိုစောင့်ရှောက်ပါဆိုပြီးတော့ပေတရုကိုပြောတယ်။ဘုရားသခင်ကပေတရုကိုပြန်ပြီးတော့အံ့နံလိုက်တယ်။ကိုရောမင်းငါ့ကိုချစ်တယ်ဆိုကိုရောကိုတကယ်သားချစ်တယ်ဆိုရင်မင်းကိုလောက်ရမယ့်အရာကငါဖမ်းတာမဟုတ်တော့ဘူးမင်းကိုလောက်ရမယ့်အရာကအော်နော်ဗါလဲကြွားသွားပြီးတော့ချစ်ချောင်းဖို့နော်အော်ကြီးကြီးကျယ်ပြောစရာမလိုတော့ဘူးမင်းတကယ်လောက်ရမယ့်အရာကတိုးတကယ်ကိုကျွေးလို့ရမယ်တပည့်တော်တွေကတော့အားသိမှာနော်ဒီလူကတော့ဒီဗီဒီယိုကတော့ငါတို့တခင်ကိုညင်းပယ်ခဲ့တယ်လို့တပည့်တော်တွေကတော့သူ့ကိုတော့နော်အတင်းတော်ခေါင်းဆောင်နေတဲ့တင်ကြမှာမဟုတ်ဘူးပါစာရွေးမယ်ဆိုယေရှုကိုသုံးချင်နေတဲ့လူတွေမလားဒီမှာပေါ့နော်ဒါပေမဲ့ယေရှုကငါ့ကိုချစ်တယ်ရမယ်ဆိုပြန်ပြီးတော့သူ့နေရာမှာရောက်စေမှာဖြစ်တယ်ပေတရုလောကမှာငါဖမ်းပြီးတော့အညတို့ရုံးကန်တော့ပေတရုတကယ်လောကပြည်ကသခင်ကိုချစ်တဲ့နှလုံးသားထဲကနေတိုးရဆောက်ရှောက်ဖို့ဖြစ်တယ်ကျွေးမွေးဖို့ဖြစ်တယ်အာမင်ဒီနေ့သင်ဘုရားကိုချစ်တယ်ဆိုဘုရားခင်သင်ကိုတခုခိုင်းအောင်ချစ်တယ်ဘုရားခင်ကသင်ကိုသူ့လုပ်စီတဲ့တခုရှိမှာတင်းရဲ့တက်တာမှာဘာလို့ရမှမသိပဲနဲ့လုံးပြီးလုံးရလုံးပြီးရုံးကန်နေတဲ့အချိန်မှာပဲဖယားခင်ကတင့်ကိုသူ့ရဲ့ဂျေစုပြုပြီးတော့တင့်ကိုအဲ့ဒီနေရာမှာပဲငါဖမ်းနေတော့မင်းကကိုချစ်တယ်ဆိုရင်မင်းရဲ့ဂျေစုကိုဘယ်လောက်ခံစားနေဆိုမင်းကဒါလုပ်စီခြင်းတင့်ကိုငါဒါဖြစ်စီခြင်းတင့်ကိုငါဒီလိုမျိုးလှုပ်ဆောင်စီခြင်းနဲ့ဆိုပြီးတော့နေရာမှန်ကိုပြန်ပို့ပေးတယ်ဖယားတခင်ဖြစ်ပါတယ်ထိုဘုရားရှိခိုးလက်ခုပ်ပြီးတော့ချီးမွမ်းရအောင်ဒီနေ့ဘုရားခင်ကသူ့ရဲ့မြတ်တာအပြင်ကိုနေရာမှာကိုပြန်ပို့ပေးမယ်ဆိုပြီးတော့နှုတ်ဆက်ရအောင်အာမင်နေရာမှာပြန်ပို့ပေးမယ်အာမင်ဒါရှင်နာမတော်ကိုကြည်ပါစေအာမင်ဒီနေ့မိတ်ဆွေတို့ရဲ့အတ္တထဲမှာမိတ်ဆွေဘယ်နေရာမှာပဲရှိနေပါစေမှားတဲ့နေရာမှာပဲရောက်နေပါစေဘလို့အခက်ခဲနဲ့ပဲကြုံနေပါစေဘုရားသခင်ကသူ့ရဲ့မြတ်တာကိုပြန်လဲနားလေစီပြီးသူ့ရဲ့ကိုကြီးမဆာခြင်းကိုပြန်လဲနားလေစီပြီးတော့သူ့ရဲ့ဂျေစုပြုခြင်းသူ့ရဲ့ပြင်ဆင်ခြင်းကိုပြန်လဲနားလေစီခြင်းပြီးတော့တင့်ကိုအဲ့ဒီကနေနေရာမှန်ကိုပြန်ပို့ပေးခြင်းနဲ့ရှိဖြစ်တယ်။အဲ့ဒီတော့သင်ဖခင်ရဲ့မြတ်တာကိုခံစားဖို့လိုတာဖြစ်တယ်။ဖခင်သခင်တင့်ကိုခိုင်းနေတာကိုလုပ်နိုင်ဖို့နဲ့ဖခင်တင့်ကိုဘယ်လောက်ချစ်တယ်ဆိုသိပြီးရမှာဖြစ်တယ်။သင်ကြားရှုံးတဲ့ချိန်မှာဘယ်လောက်ဖခင်တင့်ကိုဘယ်လောက်လက်ခံလဲဆိုသိရမှာဖြစ်တယ်။သင်မလုပ်နိုင်တဲ့ချိန်မှာဖခင်တင့်ကိုဘယ်လောက်ကူညီလဲဆိုသိလာ။အဲ့ဒီဂျေစုတရားကိုသိလာ။အဲ့ဒီဂျေစုပြုခြင်းမြတ်တာကိုသင်နားလေဖခင်တင့်ကိုဘာလို့စေခြင်းလဲဆိုနေရာမှန်ကိုဖခင်တင့်ကိုပြန်ရရှိစေဖြစ်ပါလေ။ကျန်နာမတော်ကိုပုံကြည့်ပါစေ။ဒီနေ့ဒီနှုတ်ကပတ်တော်ကိုဖျားရှိပါလေကောင်းချီးပေးပါစေ။ဒီနေ့ဒီထဲမှာခဏတော့မတည့်ရအောင်ခဏတော့မတည့်ရအောင်ဒီနေ့ကျမအနေနဲ့ခဏလေး10မိနစ်လောက်နော်ကျမအနေနဲ့ဖိတ်ခေါ်ခြင်းနဲ့ကိုယ့်ရဲ့သက်တာကဖခင်အသက်ရှင်နေဆိုလည်းသိပါတယ်။ဖခင်နဲ့လည်းရှောက်လန်းနေပါတယ်။ဖခင်ကိုချစ်တယ်လို့လည်းကိုယ့်ကိုယူဆနေပါတယ်။ဒါပေမဲ့တစ်ခါတည်းရမှာကိုက
လှုပ်ဆောင်ပြီးတော့ဘဝဘာဆက်တော့မှမသိပဲနော်ဘယ်လမ်းသွားမှမသိပဲအသက်တာညှော်လင့်ခြင်းမဲ့ဒီကောင်မများရှိရဆိုရင်ဒီနေ့ဘုရားရှင်ကသူ့ရဲ့မေတ္တာအပြင်သူ့ရဲ့ကျေးဇူးပြုခြင်းအပြင်တဲ့ရဲ့ဒုက္ခပြဿနာအခက်အခဲတွေကဘုရားရှင်တွေကိုကယ်လွတ်ပြီးတော့သူ့ရဲ့နေရာမှန်ကိုသူ့ကိုလှုပ်စီခြင်းနဲ့အရာကိုပြန်လည်ပို့ဆောင်ပေးခြင်းကိုဘုရားရှင်ဖြစ်ပါလေဒီနေ့အဲ့ဒီကောင်မများရှိရဆိုကျွန်မအနေနဲ့ဆုတောင်းပေးခြင်းပါတယ်ဆုတောင်းပေးခြင်းပါတယ်မိမိရှိတဲ့နေရာမှာခဏလောက်လက်ညာဘက်လက်ကိုဆန့်တန်းပြီးတော့ညာဘက်လက်ကိုပြပေးပါဘုရားရှင်ကဒီနေ့တည့်ရဲ့တတာသူ့ရဲ့မေတ္တာကိုခံစားစေမှာဖြစ်တယ်။ဟာရှင်တို့ကျွန်တော်တို့ပြောပြီးဆိုရင်လည်းဒီနေ့ဘုရားရှင်ကဆက်သက်ရအောင်ဒီနေ့သင်ရဲ့နှောက်ထားတဲ့လက်ကဘုရားခင်ခင်ပေါ်မှာကျုံ့ကျေးဇူးကိုဖြစ်တယ်။သင်ရဲ့အခြေအနေဘယ်လိုပဲရှိနေစေဘုရားကကျေးဇူးပြုမှာဖြစ်တယ်။အဲ့ဒီမေတ္တာကိုသင်ခံစားတဲ့အခါအဲ့ဒီမေတ္တာကိုသင်သိတဲ့အခါဘုရားကသင်ကိုဘာလို့စီစဉ်လဲဆိုတာကိုဆက်ပြီးပေါ်ပြမယ်ဘုရားရှင်။ Hallelujah, Mashiach, Mashiach, တရှင်တော်ရဲ့ဘုရားရှောက်လန်းလာပါဘုရားခင်ကသင်အတွက်ပြင်ဆင်ပေးပြီးလို့ပြောတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာတရှင်တော်ရဲ့ဘုရားကိုဖိတ်ခေါ်ရအောင်ကိုရောဒီကိုဒီ我只愿你呀谁都会破产Put him out of the window, so now